တပူရ73ရက်နေ့နော်ဒီတော့ဒီကပြောင်းစုနေ12ရက်နေ့ဟိုလေတပူရလာဇန်73ရက်နေ့10ရက်2လ2006ခုနှစ်ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်ပဇွန်တော်ရွှေကျင်ကျောင်းတိုက်ဘုန်းကြီးကတော့လာမေးတိုင်းလာမေးတဲ့ပဇွန်တော်မြို့နယ်ရွေးပြောမဟုတ်ဘူးဖေရကြီးဟုတ်တာပဲပဇွန်တော်မြို့နယ်မဟုတ်ဘူးနော်မင်္ဂလာတောင်ညွန့်မြို့နယ်ပဇွန်တော်ရွှေကျင်ကျောင်းတိုက်ဤအာရိကမိကသေရောမဏိအဘိဓဇမာရထဂုရုရွှေကျင်နိကာယဥပခုတ်တိုက်ဥပဥက္ကဋ္ဌဒုတိယသာသနာပိုင်းပေါ့ဗျာချမ်းပြုအကျော်တပည့်ကံဆွေတော်ဘုရားကြီးရဲ့17နှစ်မြောက်ဂုံရီမန်းစပူဇော်ပွဲကျိုးညကျမ်းဓမ္မသဘင်ဖြစ်ပါတယ်အဲဒီညကျမ်းဓမ္မသဘင်မှာဒီကနေ့မန္တလေးကဆိုရင်တရားပွဲအပြီးပါပြီနော်ရွှေလဲအောင်ဆရာတော်ဘုရားနဲ့တရားပွဲပိတ်ပါမယ်အဲဒီကနေ့ဘုန်းကြီးတို့အကျိုးကြည်လမြတ်ဒါနဆိုတဲ့တရားတစ်ပုဒ်ကိုဘုန်းကြီးတို့ဟောပါမနေ့ကလည်းအဲ့ဒီတရားဟောတာကိုတကားကိုနိုင်ကပြန်ဟောပေးပါဆိုလို့ဘုန်းကြီးတို့ပြန်ဟောပေးရပါတယ်ဒါနတွေပြုကြပါတယ်ဒါနနဲ့ပတ်သက်ပြီးပြုတာဒီတရားလေးကိုဘုန်းကြီးတို့ကပြည်အောင်စုနေ့မှာဘုန်းကြီးတို့အမတော်တယောက်ကသူတို့အလှူဒါနကိုဟောမလို့စီရည်ထားတာပါဒါပေမဲ့ဒီဒါနနဲ့ပတ်သက်တာကိုတီးပြီးပြင်သိချင်ပါတယ်ဆိုလို့ဒါနမဟဖလသုတ်တံဒါနကဒါနမဟဖလအကျိုးကြည့်တယ်နည်းနည်းစိန်ခေါ်တဲ့အတန်မျိုးနဲ့ဆိုရင်တော့အကျိုးကြီးအောင်ဒါနဘယ်လိုပြုမလဲလို့အဲ့လိုမျိုးပေါ့ဗျာနော်အကျိုးကြီးအောင် how to do merit တွေကိုဘယ်လိုလုပ်မလို့ဒါပေမဲ့ရိုးရိုးပဲဒါနမဟဖလသုတ်တဒါနကဒါနမဟဖလကအကျိုးကြီးတယ်တော့အကျိုးကြီးလှမြတ်ဒါနလို့ရင်းကြီးပဲပြေးလိုက်ပါတကယ်တမ်းများပြေးခြင်းတော့အကျိုးကြီးအောင်ဒါနဘယ်လိုလုပ်မလို့စဉ်းစားဖို့ကောင်းလာနော်အကျိုးကြီးအောင်ဒါနဘယ်လိုလုပ်မလို့အဲ့ဒီအကျိုးကြီးအောင်ဒါနဘယ်လိုလုပ်မလို့ဧကံသမယံဘဂဝါစံပါယံဝေရတိကကရယပောက္ခရဏိယတိဧကံသမယံကာရဝနေဘဂဝါဘုရားရှင်ကိုရောမြတ်သိစံပါယံစံပါမြို့ရဲ့ဂကရယပောက္ခရဏိယတိဂကရယေကံယနိမဝေရတိတရံသုံးနေတော်မူစဉ်ရှင်သာရိပုတ္တရာနဲ့အထာကောဧရိမြတ်စွာဘုရားရှင်ကိုရောမြတ်ဂကရယေကံနာမှာစံပါမြို့မှာနေစဉ်စံပယကဥပသကယေနာယသမဥပသာရိပုတ္တရှင်သာရိပုတ္တရာမထေရမြတ်ထံကိုအဲ့ဒီစံပါမြို့သားတွေကရှင်ဗျာမြတ်စွာဘုရားနဲ့မတွေ့ရတာကြာပြီနော်တပည့်တို့လေမြတ်စွာဘုရားရှင်ထံကမြတ်စွာဘုရားရှင်ထံမှသမုခာမျက်မှောက်တော်မှာတရားစကားကိုတဲ့ကြားကြတယ်သစင်ပြောတာမကြားကြဘူး originally ပဲကြားကြတယ်သူများသစင် I don't like hearsay သူများသစင်ပြောတာမကောင်းသစင်ပြောလို့ရှိရင်ရွာထိတ်ကခလုတ်တိုက်ရွာလည်းကြတော့ဖယုတ်ကိုက်ရွာဖျားကြတော့ငတုတ်ရိုက်ဒါမျိုးတွေဖြစ်လေနည်းနည်းတဖြည်းဖြည်းချက်သွားတယ်အဲ့ဒါကြောင့်မလို့ဘဂဝတောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဘဂဝတောမြတ်စွာဘုရားရှင်သမုခာမျက်မှောက်တော်မှာဓမိန်ကထံသဝနာယတောင်းကြပါလေတဲ့တရားတောင်းတာပေါ့တရားတောင်းတာနဲ့တူတူပါပဲမြတ်စွာဘုရားရှင်ကအဲ့ဒီရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားနဲ့စကားတွေပါပြောပြီးတော့မှရှင်သာရိပုတ္တရာမြတ်စွာဘုရားကိုရှင်ဘုရားဒီသာသနာတော်မှာဒီလောကကြီးမှာဒါနပြုတာနဲ့ပတ်သက်ပြီးအကျိုးကြီးတာမကြီးတာလေးကိုဟောပါနှစ်ခုလေဟုတ်တယ်လေအကျိုးကြီးတယ်မကြီးဘူးရှင်သာရိပုတ္တရာကြီးကတော့မေးယူရတယ်နော်တိယံနုကောဗန္တိရိကိစ္စတတာရိတံယေဝဒါနံဒိဏနမဗလံအရင်ကအကျိုးမကြီးအောင်မေးကြည့်ဒီလောကကြီးမှာဒါနလုပ်လို့ရှိရင်ဘယ်လိုဒါနတွေကအကျိုးမကြီးဘူးလဲဘယ်လိုဒါနတွေကအကျိုးကြီးလဲသိကြုံလားဒါနတွေလုပ်နေတာပဲဒါနတွေလုပ်တဲ့နေရာမှာမြန်မာတနိုင်ငံလုံးဒါနတွေပြုကြပါတယ်ဒါနပြုတဲ့အခါမှာတချို့လဲဒကမတွေတကားတွေဆွေးနွေးနေတယ်ပေါ့လေဒါနပြုရင်ကုသိုလ်ရလားတပည့်ကံဆိုတော်ဘုရားကြီးရဲ့တပည့်ဒကာဓမ္မတွေ17နှစ်မြောက်ပူဇော်ပွဲရင်းနေတဲ့ဒကမ3သိန်းသိမ့်မရင်းနေ9000ရှိသည်မရှိရှိထည့်ရမယ်ဆိုရင်ကျူးကြည့်မှမကြည့်ဘူးလားဘယ်လို What's mean ဘုဒ္ဓမေတ္တိဆရာတော်ဘုရားရှင်မှာကျွေးတွေအများကြီးတင်းနေတယ်နော်ဘယ်လိုခင်ဗျားတို့တရားနာတဲ့ပုဂ္ဂိုလ်အပေါက်ဝနေဘယ်လောက်ပါလဲအိတ်ထဲဘယ်လောက်ပါလဲထုတ်ခဲ့ချအဲ့ဒါဆိုရင်မနဲ့တော့နော်ဒါ
ဒါပြင်ဒါနလုပ်လို့ရှိရင်နောင်ဘဝအတွက်အကျိုးတွေတခုတော့ပေးမှာပဲအဲ့ဒီအကျိုးတရားလေးတွေကိုသင်္ကန်းလှူတယ်ခုနဒကမတွေမေတော်ကြီးတွေအမတော်တွေသင်္ကန်းလှူတယ်သင်္ကန်းလှူလို့ရှိရင်အသက်ရှင်မဲ့အဆင်းလာမဲ့ရွှေစင်းလို့ဝါဝန်းမဲ့မဟာလတာတန်းစာကြီးတွေရမယ်ယောက်ျားဆိုရင်အေးဘိက္ခုဖြစ်မယ်ဒါတွေကဒါနဥပဒကတွေကပြောတော့ကြားဖို့နေတာပဲအဲ့ဒီအကျိုးလေးတွေကိုလိုချင်လားမလိုချင်ဘူးလိုချင်လားလိုချင်တယ်ဟုတ်ပြီနော်လိုချင်တယ်ဆိုတော့အဲ့လိုလိုချင်တာဖြစ်ချင်းကြောင့်တို့ကတော့တို့အမေကငငယ်လေးတွေကစကားလေးတစ်ခွန်းသင်ပေးပါတယ်ဒါနသီလပြုကြသောအခါနိဗ္ဗာန်ရောက်ရင်စိတ်မသွမ်းမဲ့ညံမွညံမောင်းတဏှာဆောင်း၍နတ်ဘောင်ဤမနန္နကာမဂုဏ်နဲ့ရမြုံကိုတစ်ဖက်900ခံစားကားဖြင့်အမှန်ရောက်ရေးကြံတွေထွေထူတဏှာယုမှတ်ဟုမေထုံရှိဘာသောနိဗ္ဗာန်ကိုမရင်မမဲနဲ့နော်အဲ့ဒီအကျိုးလေးတွေကိုမျှော်ခိုးပြီးတော့ပါဠိကစပေးရတော့ဟောတာပဲနော်ဒက္ခိဏယအဖွင့်မှာတမလွန်လောက၌ခံစားရမယ်ဒါနချမ်းသာရဲ့အကျိုးကိုမျှော်ကိုးပြီးတော့လှူတဲ့ဒါနကိုဒက္ခိဏအဲ့ဒါတို့တန်ဃာတော်ရှင်သူမြတ်တွေကဒက္ခိဏယအလှခံထိုက်တယ်ရေးတာပဲဘုရားလည်းဟောတာဒီတော့မှာတော့မြတ်စွာဘုရားကရှင်သာရိပုတ္တရာမေးတော့စစ်သားဆိုမြတ်စွာဘုရားကိုရှင်သာရိပုတ္တရာဟောပြီဘုန်းကြီးတို့ကတူတူချင်းချင်းလေးဟောမှာပြောဟိုမှာပါဠိတွေတော့အများကြီးကောနုကောပန်ဟေတုကောပစ္စယောယေနအများကြီးပေါ့ what is cause what is reason ဒါတွေအများကြီးသူ cause တွေမေးတယ်သူ reason ကိုမေးတယ်ဘလို့အကြောင်းကြောင့်အကျိုးကြည့်ရတယ်ဘလို့အကြောင်းကြောင့်အကျိုးမကြည့်ရတယ်၄ချက်ပြတယ်မှတ်ထားနော်ချင်းချင်းလေးရဣဒာဧတာရိဗုဒ္ဓจิตသာရိဗုဒ္ဓဣဒာဧသာသနာတော်ကြီးမှာဧကေသောချို့သောပုဂ္ဂိုလ်သည်သာဖက်ခောငဲ့ကွက်လျက်ငဲ့ကွက်သောစိတ်ရှိသည်ဖြစ်ဒါနံလူကိုဒိဋ္ဌိပေးလူ၏တဲ့ငဲ့ကွက်သောစိတ်ရှိသည်ဖြစ်၄ကြောင်းနဲ့ငဲ့ကွက်သောစိတ်ရှိသည်ဖြစ်၍ဒါနံလူကိုဒိဋ္ဌိပေးလူ၏အဲ့သာပက်ခကိုတဂရာကသာပက်ခောတိသတနှောလို့ဖွင့်တယ်ဒါကြောင့်မလို့ခုနကတော့ရွတ်လိုက်တာအတန်ကောင်းကောင်းလေးနဲ့ရွတ်ပြတာမဟုတ်ဘူးအမေကလေကျေးဇူးတင်လိုက်တာနော်ကိုယ်ဆိုဒါနသီလပြုကြသောအခါနိဗ္ဗာန်ရောက်ရင်စိတ်မသွမ်းမဲ့ညံမွညံမောင်းတဏှာဆောင်း၍တွေ့လားအဲ့ဒါလေးကဘို့ဒါလေးနဲ့ရခဲ့တော့ဒီစာပေတွေထုတ်ချင်းပေါက်သွားတာနိဗ္ဗာန်ရောက်ရင်စိတ်မသွမ်းမဲ့ညံမွညံမောင်းဘာဆောင်းလိုက်တဏှာဆောင်း၍ဖះကိုလည်းတဏှာနဲ့သွားချင်းကြတယ်ကုသိုလ်တော့မရမို့ရပါတယ်အကျိုးမကြည့်ဘူးပြောတာနော်ကုသိုလ်မရဘူးလို့ပြောလားမပြောဘူးအကျိုးမကြည့်ဘူးပြောတာဒိဋ္ဌိအဘိဓမ္မာနဲ့ထည့်လိုက်လို့ရှိရင်တရားဝိရများတရားကသေးသေးချာဟောရမယ်ဆိုရင်ကြည့်အချိန်ကကြက်ပြီနော်ဟုတ်လားတေချာပြင်ထားပြီလို့အချိန်ကကြက်တာနဲ့လာပင့်တာနောက်ကြတာနဲ့အဲ့ဒါမျိုးတွေအချိန်ကကြက်ပြီတေချာပြင်ထားဒီနေ့ဒီနေ့အကုန်လုံးဘုန်းကြီးတို့ကဩဒါလေးတွေဒိဋ္ဌိရာကပရာယတ်တေဒိနေနာမဖလံဟောတေကိုလှူလိုက်တဲ့ဘုန်းကြီးရဲ့တဏ္ဍာမှာဒိဋ္ဌိဝိဇိကိစ္စမပြုတ်ရင်အကျိုးမကြည့်ဘူးလို့ဘိဓမ္မာတည်းရရှိတယ်နော်ဒါထားတယ်ဒါအဘိဓမ္မာနဲ့အခုသုတ်တန်နဲ့ဝိနည်းနဲ့အဘိဓမ္မာနည်းနည်းတော့ထည့်မှာပါဗျာနော်အဲ့ဒါအကျိုးမကြည့်ဘူးတဲ့နော်ကောင်းစောအဲ့ဒါကြောင့်မလို့နိဗ္ဗာန်ရောက်ရင်စိတ်မသွမ်းမဲ့ညံမွညံမောင်းတဏှာဆောင်း၍ဘာဆောင်းလိုက်လဲတဏှာဆောင်း၍ဒါလေးပြောလိုက်တယ်ညံမွညံမောင်းတဏှာဆောင်း၍ဝက်ကလေးဘယံဇက်တွေကလည်းတဘုံတပင်ဘုရားမှာဝက်ကလေးကိုတို့တော့ကြီးညိုတာပဲကြီးညိုတာတဲ့တော့ဘယံနဲ့ကြီးညိုနေတဏှာနဲ့ကြီးညိုနေတာဝက်ကလေးဟုတ်ပြီနော်ဘယံဇက်တွေကလည်းတဘုံတပင်တဏှာမတတ်နိုင်လို့မကုံမစင်တဘုံတပင်တဘုံတစ်ခေါင်းရင်နဲ့ငါဘုရားနာမှာခါစားကပြစ်မသွားနိုင်နဲ့ဟဲ့ငမိုက်သားချက်သားဝက်ကလေးဘုရားတို့မေသင်ပေးကြတာလေဣမိနာပုရိကာယနာမြင်လိုက်ပြန်တော့ကြည်ညိုစရာတကယ်မထင်လိုက်ပါနဲ့ပြီလို့ပမာမတရီစရာအညိုပြအပုတ်ကောင်းတနေဟာမို့ရုပ်ဆောင်ကဟောက်ရောင်နဲ့ဆွဲလောက်တဲ့ဤခန္ဓာကိုယ်အကောင်မုတ်ကြီးကိုတုံးရှင်းသိမ့်တဲ့ဘုပြမဥတင်ငါခါကတတ်၍ဟောဖူးမြင်လိုက်ရရင်ဒီကိမ့်ပါကျိုးရှိရင်ဒီဖះလည်းဒီနဲ့ထိုးနေ၎င်းမှာဒါဘယဇက်တွေကကိုယ်တော့မှတ်တာနော်ဘယဇက်တွေကလည်းတဘုံတပင်နောက်တော့ဗါလားတဏမတတ်နိုင်လို့မကုံမစင်အဲ့တော့တပိခောသာပိခောတိတတနောတဲ့တဏပါပြီးတဏကိုမကြော်နိုင်မဲနဲ့လှူတဲ့အလှူကုသိုလ်တော်ရတဲ့အကျိုးမကြည့်ပါဘုရားဟောတာနော်ကောင်းစောဘာလဲကုသိုလ်တော်ရတယ်နောက်မှဘုန်းကြီးတို့ဒကမတွေကတို့ရဒါနနဲ့ပတ်သက်ပြီးတို့ရပုတ်ပုတ်လုပ်ခဲ့တော့ဘုန်းကြီးဒါတွေကြည့်ထားတယ်သလားကောင်းနော်ပြည်တော်စုနဲ့တွေ့လှုပ်တော့ပြည်တော်စုနဲ့လှုပ်လိုက်တာပါသလားနော်သလားကောင်းစောနော်အဲ့ဒီခါကျတော့သာရိပုတ္တจิตသာရိပုတ္တသာပေခောငဲ့ကွက်သောစိတ်ရှိသည်ဖြစ်ဒါနံလူကိုဒိဋ္ဌိပေးလူ၏ပရိပါဒစိတ်တော်ဘာလဲပရိပါဒစိတ်တော်ကန့်ညီသောစိတ်ရှိသည်ဖြစ်၍ဝါတမလွန်အကျိုးတွေကိုမျှော်ခိုးတန်းတာ၍လူရင်လဲဒါနံအဲ့ဒီလူသည်နာအကျိုးမကြည့်အကျိုးမပေးပါတော့မပြောဘူးအကျိုးမကြည့်ဘူးလို့ဟောသည်ကိုယ်တော့ဗါတယ်အကျိုးမကြည့်ဘူးလို့ဟောပါသည်အကျိုးပေးတော့အကျိုးတော့ပေးတယ်နော်ဗါတယ်ဒါကြီးဗါတယ်လေ
ကျိုးမရှိဘူးထားပြောတာတန်နိတိပခောခြံထားပြီးတော့ဆောင်းလောင်းနဲ့အရောက်မလို့ပြောရတော့မယ်မပြောဘဲနဲ့ထားကြတာကြပါပြီဆိုတန်ခါတော့ရှင်သမက်တွေကိုလူငယ်လေးတွေကမေးလို့ပါလောက်ကောင်းလားမလောက်ကောင်းဘူးလားတဲ့အဘိဓမ္မာနဲ့ဝင်းင်းနဲ့ပြောပါအောင်မယ်အဲ့တော့ဆရာတော်ဥက္ကောသနာအတွက်ဓမ္မပူဇာဖြစ်ပါတယ်အဲ့ဒါကိုတပိကံဆရာတော်ဘုရားကြီးဆရာတော်ဥက္ကောသနာရဲ့ဓမ္မပူဇာကိုတပိကံဆရာတော်ဘုရားကြီးရဲ့ပူဇော်ဝတ်တဲ့ရွေ့ထလိုက်တယ်မလောက်ကောင်းပါဘူးအကျိုးမကြည့်ဘူးတဲ့တယ်ပဲပြောလိုက်တာနော်ဓမ္မရန်ကုန်တစ်မျိုးလုံးဒါတွေမြင်နေရတယ်မမြင်ကြောင်ဆောင်ပြီလေပါဠိတော်ကပါတယ်တန်နည်းတွေပေးခေါ်တဲ့ငဲ့ကွက်ပြီးတော့ခြံထားလိုက်ပြီးတော့ဆရာတော်ဥက္ကောသနာအတွက်ဥစ္စာဥက္ကောသနာအတွက်ကိုမနေ့ပြင်ကရွှေလင်းယုံဆရာတော်ခြံထားအာဘတန်နဲ့ယဟန်ဆိုရင်ယံအထာယဒိဏံတန်ထဝစ်တော်အင်ញင်စေတာပေတိပယောဂေဒုက္ကတံယဟန်ဆိုဒုက္ခရောက်သွားမှာညီတို့လူတွေမလို့အဲလူဆိုရင်ပါလေ it is a very wrong doing in action အင်္ဂလိပ်လိုဖွင့်အဲ့လိုဖွင့်ပါလေလူသားဆိုလို့ရှိရင်အဲ့ဒီ action နဲ့ action နဲ့ it's a very wrong doing every action ဒါအင်္ဂလိပ်လိုဖွင့်တဲ့ဝင်ကြီးဆိုယံအချင်းဝတ္ထုကိုအထာယတခုဂိုင်းအတွက်ဖြစ်မယ်တဲ့ဒါတန်ခါအတွက်ဆိုရင် it is for in order ဒါတန်ခါအတွက်ဆို not for group not for one person ဒါပုဂ္ဂိုလ်အတွက်ဆိုလို့ရှိရင်လည်းဂိုင်းတွံသွားမလို့ပါနဲ့ not for group not for စံကမရဘူးငကိုယ်လုံးနဲ့စေတီအတွက်ဆိုရင်စေတီလူရပါတယ်ဥကောသန္လာအတွက်ကိုအဲ့ဒီဘုန်းကြီးလူမဲ့စားတော်ရွှေချင်းဆရာတော်ကြီးကလေမလီကျမ်းတွေအများကြီးပြုသွားတာငါဒီဓမေသရီဆရာတော်ဒီရွှေချင်းဆရာတော်ဘုရားကြီးအရှင်မြတ်ကြီးတဲ့သီလတွေတမာတိတွေအားနဲခြင်းနဲလိမ့်မယ်မဆိုင်ဘူးသူ့ရဲ့ဘုရားဘလော့ကောင်းဆိုသူတို့လုပ်လိုက်တဲ့ target ကိုပဲသူတို့ရဲ့စိတ်ကဘယ်ကိုညှစ်ထားလဲညှစ်ထားတာကိုပဲဘုရားသွားပါစီဟာ it's very good ပဲနော်အင်ညာဒါပါဠိတော်မှာရှိပါတယ်ပရိနာမနာသိက္ခာပုဒ်တဲ့သူများကိုဖေအားရောဒကာကြီးလည်းဥပဒနာလူမစားခိုင်းရွှေတော်မရသွားလို့လေအာဘတန်နဲ့အပြစ်ဖြစ်တယ်အလှကိုပိတ်တာမလို့ကောင်းဘူးတဲ့အဲ့ဒါတန်နိတိပိခရှန်ထားပြီးမလူပါနဲ့ဟုတ်ပြီနော်အကုန်လှူပါဗျာခင်ဗျားတို့ခြံမလားနော်ဓမ္မပူဇာခွက်တဲ့ဟာတွေအကုန်ထည့်နော်အဲ့တော့ဓမ္မပူဇာတဲ့ဥစ္စာကိုဟိုဘက်ခွက်ထဲကိုပြောင်းလိုက်တယ်ပေါ်တင်ပဲတွေ့ပါတယ်ပထမတစ်နေ့တုန်းကတော့သူကကြီးတဲ့အရွယ်ပဲပြောင်းတာပါဗျာကြီးရဲ့ပဲပြောင်းတာဒကမလာပြောလာမပြောနဲ့စိတ်ဝင်စားဘူးအဲ့ဒါတွေဒါပေမဲ့မှားမှဆိုလို့ပြောတာဘုန်းကြီးငကိုလည်းပြောထားပြီးသားပဲကိုရှင်တရားဟောတာဒီနေ့ဘယ်လောက်ရ2သိန်းဟမ်ကျမစိတ်ငက4သိန်းရှင်ဘယ်သူမှငါပြောမှလို့မရှိဘူးငါတော့မှလို့မရှိဘူးငါ့ကိုနွားလို့မြင်းလို့ခိုင်းမဲ့နောက်ကဒကမမရှိဘူးငနဲမှမရှိဘူးငါအိမ်ပြောင်းပြန်အိတ်တယ်ဥခေမှာလည်းကိုတော့ဓမ္မပူဇာနဲ့ကြောင်းမပြန်ခဲ့လို့ငါတော့မှဘာမှမရှိဘူးဘာတောင်ကြောင်းမှမရှိဘူးမရလည်းပြန်လို့ရလည်းပြန်လို့ရတယ်အာဟုသူဖြစ်မှဆိုလို့ပြောတာနော်ကိုဝင်းစောကလည်းဘုန်းကြီးဓမ္မပူဇာနဲတယ်ဗျာအရှင်မကြိုက်ဘူးလို့သူမှပြောကျုပ်လေမောင်ရင်တော့လောက်ပါမောင်ရင်တော့မောင်ရင်အခုအင်းတို့ပါတိအစ်စ်ပေါ်နေတယ်အေးပါကွာနေတော့မောင်ကွာမင်းကားတွေဆွဲလို့မကောင်းကွာရတယ်ငါတို့ပြောလို့မရှိဘူးရှိလားမရှိဘူးနတ်ကံမတိပဲဘာတုံလို့ဆရာရှိတယ်ဘာမှတုံလို့ဆရာမရှိဘူးလေဖြည့်ရှင်းနေတာပဲရှိလားအပေါ်မှာလည်းမရှိဘူးဒါကြောင့်မလို့ဘုန်းကြီးကမနေ့ကပပ္ပဇဂုံရေဆိုပြီးဟိုထဲမှာမြောင်တုံးမှာဟောပါတယ်ဟောလိုက်တဲ့နေရာမှာယဟန်တော်တွေကိုတမ္ပါတော်ယေဝယံကရဝါသောအယံကရဝါသောအိယတိထောင်လူပေါင်းသည်တမ္ပါတော်ယေဝကျင်းမြောင်းပါ၏ကျင်းမြောင်းတဲ့ဆို၄ချက်ဖွင့်တယ်အင်္ဂလိပ်လိုတစ်ချက်ပြောလိုက်မယ်ကျင်းမြောင်းတဲ့ဆိုဘာလဲဆိုအမြဲတမ်း pressure ရှိနေတယ်သိကောင်းတယ်ဘာလဲ pressure ရှိတယ်ဟုတ်ပြီနော်ကျွန်တော် pressure ရှိနေတယ်အာနာအဆင့်ဆင့်မှာလည်း pressure ရှိပါတယ်စီးပွားရေးမှာလည်း pressure ရှိပါတယ်လူမှုရေးစီးပွားရေးနိုင်ငံရေးမှာ pressure ရှိတယ်ဟုတ်လားနော် pressure ရှိနေတာပဲအဲ့ဒီ pressure ဆိုတဲ့ဝန်တော့ဘုရားမှာရှင်တို့တွေပသိမ်သွားတယ်နိုင်ငံတော်အကြီးကဲလာမှာဟိုကောင်လေးအိတ်ငိုင်းနေမှာရဲတယ်ရွှေဆိုအာကောင်အမေလို့မင်းတို့ပြအောင် pressure ငါဘာမှမရှိဘူးမောင်မိုးကားဘေးရပေးလားဟဲ့ငါတို့ကတရားဝဲသွားတာတို့မှတို့ကားတစ်စီးပဲအေးစစ်စစ်ပဲမောင်မိုးဘေးရပေးတယ်အန်တီဝင်လည်းပါတယ်သိတယ်မှာလူကြီးလာမယ်ဒါဘယ်လောက်အဆင့်ဆိုတာသိတယ်ဟိုမှာ Brigadier General အဆင့်တွေကဘုံမချုပ်အဆင့်တွေကနေကျွန်းဒါတရားဝဲအကြီးကြီးပဲတစ်ပင်လေးမှာရဲလေးတွေသူတို့စောင့်နေတာ pressure ရှိနေတာ哦မိမအဲ့ချိန်မှာခလေးမွေးမလို့ sorry ပဲမရဘူးမင်းမသေးသေးဒီမှာအရေးကြီးတယ် pressure ရှိတယ်ကျင်းနေတယ်မရှိဘူးဘာမှအဲ့တော့တမ္မာတော်ယေဝဂရဝါတော်အယံဂရဝါတော်ဤအိယာတီထောင်လူပေါင်းသည်တမ္မာတော်ရှင်ဘုရင်မသည်တရောင်းသားသည် pressure ရှိတယ်ဖိအားတွေမရှိဘူးရှိလားမရှိဘူးတတ်ပါလေတဲ့အဘောကာတော်ကပပ္ပစာယဟန်ရဲ့အဖြစ်သည် like it an open air an open air တို့မ open space လွတ်လပ်တယ်ဒါတော့အဲ့ဒါတွေကြိုက်လို့ဘုန်းကြီးကဘာကြိုက်လဲစားမှလည်းမပူပါဘူးဘုရားလည်းမပူပါဘာလို့လဲနည်းနည်းလေးစားတာလေဟောနည်းနည်းအခုဆိုဆွမ်းစားမကောင်းတာ9ရက်ရှစ်လောက်ရှိတယ်ဘယ်တွေကအခုလမ်းလာသိတယ်ကိုသိတယ်တရားမှုလေးတွန်းတယ်တရားလေးစားမကောင်းတာမသူကမစားကြတယ်ဒါဘုန်းကြီးအဲ့ဒါမျိုးဖြစ်တတ်ပါတယ်
မစားမကောင်းပါဘူးဒီမှာဝက်သားတွေကြက်သားစီရင်တွေပိုမုန်းအဲ့ဒါကြည့်လို့မအဲ့ဒါသူပိုဆိုးသွားအောင်အထောပါထမင်းတို့တရုတ်ခင်းတို့ဆိုငါစားတာလည်းနည်းနည်းလေးပဲဝတ်တာလည်းဘာမှဒီသင်္ကန်းတစ်စုံနဲ့ကိုတကြတလားလောက်ရှိနေသင်္ကန်းတရားကောအနာမကတ်နေရရတယ်မကတ်လည်းဘာမှဖြစ်ဘူးကိုတထိုင်တာဟုတ်တယ်လားဘာမှဖြစ်ဘူးစားရတယ်မဟုတ်ဘူးဝတ်တယ်မဟုတ်ဘူးအဘောကတော့ဝပပ္ပစာ so there difference between lay people and bhikkhu တွေဂျာမာအဲ့လိုကြွာသွားပါတယ်အဲ့ဒါကြောင့်မလို့ဓမ္မပူဇာတွေရတာနေတာမြင်ရတာနဲ့ပတ်သက်လို့နတ်ကမ္မရိမတုံလို့ရေးချမတုံလို့ပါဟုတ်ပြီနော်သို့တော့တပည့်ကံဆရာတော်ဘုရားကြီးအတွက်ကို17နှစ်မြောက်ဂုံရီမန်းစာပူဇော်ဝဲကိုထဲတာကိုဥကောတန်လာကိုကြီးညိုလို့ခွမပြောင်းလိုက်ပါနဲ့မလုပ်ကောင်းပါမလုပ်ကောင်းဟုတ်ပြီနော်မနေ့ကမှစိတ်မန်းပရိယတ်ဒီမှာဒီနေ့မနေ့ကမနေ့ကပရိယတ်ဒီအဲ့ဒါနှစ်စဉ်9000လှူပါတယ်အဲ့ဒါကိုသူတို့ကစာအောင်ပွဲစုနှင်းသမင်းလို့တိတိကျကျကွန်ပျူတာနဲ့ရိုက်ပြီးပေးလိုက်တယ်ကျမတို့နဝကံမှာထည့်လိုက်မယ်ဆိုတော့ပါသွားတဲ့ဘုန်းကြီးကိုတို့ကဟာဆရာတော့သွားမလို့နော် तू ခိုင်းနေတယ်လို့မှကြိုက်တယ်ခင်ဗျားတို့ तू စာအောင်ဆိုစာအောင်နဲ့ထည့်ပါတယ်သူတို့ကနဝကံမှာထည့်မလို့မလုပ်အထွေထွေသုံးပေါ့လာတာနဲ့အဲ့လိုကောဘကအဲ့ဒီနားမှာဒီအလူခံတဲ့ပုံကိုယ်တိုင်းအဲ့လိုအကျင့်လေးတွေရှိတယ်ဒါရိုးသားစွာပြောတာအဲ့လိုနဲ့ခွက်ပြောင်းခွက်လွဲလေးတွေရှိတယ်သူတို့တွေအဲ့ဒါလေးရှိသူကမျက်လက်ဆရာတွေလေလှုပ်တတ်တယ်လှုပ်တယ်အဲ့ဒါလှုပ်တယ်အ ਨੇ နဲ့အချင်းနည်းနည်းတော့လှုပ်တယ်ဒီဘက်1000ဟိုဘက်က200နဲ့ပြောင်းတယ်လှုပ်တယ်မြင်နေရတယ်ဩမလှုပ်ကောင်းပါဘူးနော်မလှုပ်ကောင်းဘူးသင်္ကန်းညွန့်မှာတရားဟောတဲ့အိမ်မောနဲ့အပေါ်ကနေကြည့်တာဘာမှမဟုတ်ပါဘူးငါဓမ္မပူဇာဘယ်လောက်ရလဲကြည့်တာမဟုတ်ပါဘူးဒီလိုပဲတရားဝဲတယ်လည်းများပါတယ်ဒီကမအဲ့တော့1000နန်ကလည်းပေါ်က1000နန်တွေကလည်းနည်းနည်းရှားတာပေါ့ဗျာ1000နိုင်ထည့်ဟာဒီဘောတော့တရားတွေကကောင်းလိုက်တာအလူငွေ90ကျပ်ပါခင်ဗျာ100ကျပ်ပါလို့အော်ရမှာတော့1000နိုင်ဟာ very good ပဲတရားတရားကောင်းတာဆို1000နန်ထည့်လိုက်ပြီးတော့200တန်4ရပြန်ယူလိုက်တယ်အော်သူ200ထည့်သွားတာအဲ့သူမစိုးသေးဘူးလေ200တန်4ရဆို800 200လှူတယ်ပေါ့အဲ့ကံလေပြောကြပြီအဲ့1000နဲ့1ရွက်ထဲပါလာတဝက်ကြီးပြဲနေတယ်မနေ့ကတော့ကလည်းအော်တွေ့လားမနေ့ကပြောတယ်ဥခေမှာဘုန်းကြီးတွေဆို90တန်5ကျပ်တန်နဲ့ဆက်ထားတယ်အဲ့ဘုန်းကြီးနဲ့လောင်းထည့်လိုက်တယ်ဓမ္မစေတီတို့ဘုန်းကြီးဓမ္မကိကဆိုတာအဲ့လိုရတာပါနော်ခင်ဗျားတို့မူးစုပဲစုပါဗျာနော်ခင်ဗျားတို့မယုံဒေါ်ဝင်းကိုမေးကြည့်ပါအဲ့ဒီ90တန်လေးတွေ100တန်လေးတွေမှာသွားတော့ရေခဲမုတ်တိုက်ကိုသွားလဲပြီးတော့အရွက်ကြီးဖြစ်တာပါနော်ဘဝသိကောင်းတာမဟုတ်ပါခင်ဗျားတို့သဘောပေါက်ပါနော်အဲ့ဒါခင်ဗျားတို့အထုပ်ကြီးပဲဆိုသိများတယ်မထင်နဲ့အထုပ်ကြီးဆိုအဲ့ဒါအရွက်သေးလေးတွေမှတ်တော့သက်လားနော်အဲ့တော့ဒါတွေဘာလို့မှာတော့မရှိဘူးဘာမရှိဘူးစိတ်ချမ်းသာအရင်တော့မှန်တာပြောတာပါလက်လာပါလေးလေလိုချင်ပါတယ်ကြော်ကြားမှုလေးလည်းထိုက်တာတော့ရှိပါတယ်လိုချင်ပါတယ်ဒါမှန်မှန်ကန်ပြောတယ်အခုတော့အဲ့ဒီလိုချင်တဲ့အရာများကိုရသွားတဲ့နောက်မှာမပြောတော့ဘာမှမရှိတော့ဩခန္တီးဆရာတော်ဘုရားကြီးပြောခဲ့တာဘုံကြီးတယ်ဆိုတာကိုတော်တို့ရဲ့ဆရာတော်ကြီးကပြောခဲ့တာအဲ့တော့ငငယ်တော့သဘောပေါက်ဘယ်လိုသဘောပေါက်ဘူးလဲဆိုတော့ဆရာတော်ကြီးတစ်ပါးကဆရာတော်ကြီးနွားနို့လေးဖုံးပေးတယ်ပေါ့သူကဩဒုက္ခဆိုတော့ဘေးနာဟိုကောင်ကျောင်းသားတန်ကျောင်းကနွားနို့ဖုံးပေးတော့ဒုက္ခတယ်ပေါ့အဲ့ဒုက္ခမျိုးတန်ကျောင်းတို့တွေ့ကြလာပါတယ်တွေ့ရင်လည်းအခုမစားနိုင်တော့ဘူးဒါတကယ်ရိုးသားပြောတာလေနွားနို့နှိမ့်တင်းဖုံးပေးရတယ်ဒုက္ခသစ္စာညီးနေအဲ့ဒုက္ခမျိုးတန်ကျောင်းတို့တွေ့ကြပါတယ်အဲ့ဒါမျိုးအခုလည်းဆရာတော်ဘုရားကြီးကကွာကြီးကျယ်တာပါကွာဒါထိတ်လောက်တာပါကွာဘုံနေကြီးတာဆရာတော်ကြီးချောတော့လေစထတန်ကမှာသူ့ကြီးဆွမ်းသားသွားတာခန်းကြီးဆရာတော်ကြီးဥရီကလည်းချောတယ်စိတ်ကောင်းလည်းရှိတယ်မေတ္တာလည်းအောင်မြင်တော့ဆရာတော်ကြီးပဲဆွမ်းသားတယ်เป็นဘုံကြီးတယ်ကိုတော်တို့ရဲ့တဲ့ထပ်ပဲလက်ကိုမြင်းလို့စီးရတာပါဘာလဲ what's meaning ထပ်ပဲလက်ဆိုတော့ပြေးသမျှဘယ်သူမောတာလဲကိုပဲမောတာလေသူကသူရိုက်တာလေသူကရိုက်ပြတော့ထပ်ပဲလက်ကိုဟဲ့မြင်ကလေးလေးဘွားထပ်ပဲလက်ကိုမြင်းလို့ပြီးစီတော့မောမှမသိဘူးအဲ့လိုပါအခုဟုတ်ပါပြီဒါကြောင့်မလို့ဒါနနဲ့ပတ်သက်လို့ချူစင်စင်တန်ရှင်းဖြစ်ဖို့ငဲ့ကွက်၏မလှူပါနဲ့ကန့်ညိ၍မလှူပါနဲ့ခြံထားပြီးတော့မလှူပါနဲ့ဣမံပစ္စပရိဘုံစိတ်သမေတိဒါနံဒေတိဣမံဤအလှူကိုပစ္စတမလွန်ဘဝမှာပရိဘုံစိတ်သမိဖုံးပေးသုံးဆောင်ရမယ်ဟု၍ဒါနံလူကိုဒေတိပေးလူ၏နောက်အနာကအကျိုးအတွက်မျှော်ဖို့၍မလှူနဲ့၄ချက်ကောင်းစောအကျိုးတော့ပေးမယ်ကျိုးတော့ပေးမယ်တဲ့နော်ကျန်ဘယ်လိုပေးမလဲစတုမာရငါတော့ပေးမယ်အဲ့ဒီစတုမာရနတ်ဆိုတာလေခွေးသေးအောင်ဖြစ်တယ်တဲ့လားဘာလဲဖားသေးရင်လည်းဖြစ်တယ်တရိษံတော်မှာရောက်နိုင်တဲ့ဘုံတို့တော်ကြော်သွားသေးစတုမာရနတ်ဆိုတာအဲ့တော့ဘာလဲကောဘယ်ရောက်မလဲသာရိပုတ္တရာတဲ့တရရသာရိပုတ္တယောယံသာဘေကောဒါနံတေတိပရိပါဒစိတ်တော်ဒါနံတေတိသန္တိတိဘေကောဒါနံတေတိဣမံပစ္စပရိဘုံစေသမိဒါနံတေတိသာရိပုတ္တရာจิตသာရိပုတ္တရာငဲ့ကွက်ချင်းတဏှာအကင်းမကင်းမဲ့နဲ့ဒါနံလူကိုဒေတိပေးလူပရိပါဒစိတ်တော်
Canyi though such a jury will miogo lure, the needy bego chanda biro lure, chanda and yamia sapi, after the Muziri Niyama, Chamara Bramacha, John New Lamamine. Pointa I also machana, Kaimala, show the child, Chanda, John's other, Poyasi did it, John of Poyasi drip machine, all the Bama Chanda, Chanda and Yida, no Chanda and Yamia, sapi, after the Melama Lale, Loman and a bed, I show me. Only what I need, but the show Johnny was a Malay to many books. I like to many about the Tamajau land, the opinions are gone out of Lamin. When a point why I'm a Tamajau land, they do cover. A Tamajau would rather be young, they say, oh, did I say a little alone now? I am alone at the needy. I don't chant David or do later. Even Bessa, but even they tell me, no Tamanoma, Kanzaya, Messer, Tamanon Jugo, Miogo, Luyan. What goes up? Tori Bogodito, two. The vegan share of Yaji, the Garamati of the Tumuramati, Tandanari, Danago Tato Billy, Kayata, Bida, Paramaranama, Sadu Marazika, Sadu Marato, Pime, and you know, Valaria. Sadu Mar, Yo Jared or Chore, no? You have Jared or Chore. There was Sadu Maranalo of Pime, no? Goes on. Having gone me eat it. The chap Marana? They like it to check, Paramata check up. Neko you do it, Neko you do the Sata, that no look the Kragapon. But if I say dog, whip parky, the point. Can't I am a Jew? Think any Lucian, say Lucian, Jamaican, say my egg and also go than a Jamaican or the Mile, don't appear in the people at all. To the action and he got. Calvert, not Tualia, Yinatali, to a Yabadi, Jamabadi, Chanabadi, Yinata Tualia, my Colombi, Sumi, Jamabadi. Pay down in the people. Time you read. No? And you read it. The Kadi and Jala, Dalidia, or the Kajala Mahayana, Loa, Pony Sea Using was a pony at the Lamb, a pony. I imagine the Kalima lady, Pina, then Bimes with Tua. Same of you. Send us in Rebagango. Say, did you come at Mate, Ugodana, Mateo, Palito? Lily, my Savannah, a sea don't about it. Savannah sea don't do the February. You are completely living. Yeah, corner long. I sweet omens were none. Leading Hana. I don't want to go Hana. Through the lane, through a half, Mali, Sialete, Ponadero, Tisila Meadow, Passai, Bam, 3 Roman, Jiga, do on tea. Bobby, Lua Chaucer, she did. So, yeah, I see don't blue up the baby, the Gamma there. Perama they all say, Anapana, Poina, Anna, Monema, who are going to call a queen, cut. Who are going to yell. The told you, Mateo. Materials of the Palo, Pecala Maro, Edina Gataka, Edina Mayama, Tilulini, Sirena Piomolo. Get another Batanio to copy by Bagama, Azara, Guarded out of Bedima, Hoy teaching of Guadama, they told down Jarama, Goyabima. Hello, Nepamaya. Guardian Subaru, Guardian Tusa. Hoy Casa on the Halada, Madaro, Madama Hoda Guazero. Rio Bedama Lesero. Not be Piamaguar. We or she don't go, Pian like Buba, like book. I'm a point to come my idioga, Messi Macon, Messi Mamium. The Car Messi Mamium, do it the meal apart. You like ya. Eric Kaya Shima. Naya and the Tona to a tally to 10. Here all me, Kaygualo, Nave, me, the person is you. Guideland, Tala, you Matlan, you let you person in Macon or Gualo. Yama, the Pomo, you away achieve you. I will not come with the Pomo to go on the Mr. Chala, say Chavare, Elo Sirena Macona, Maru, Leo Metea, Kizam Shure, the lower Matoni at the Lala Tola. How about Serena? Do you know Pajuma Miogu? Holy. Now we are the video in Kata, Erigon, 2 and then the video, through Limiania, Chow Chow Taito, the video, a carnage silver, who yell Mima, Tigard, the video they asked for a Tom Yalo, Talata. Ha? A name of John Hake, I do talk. Allow you on doing it better. Hey, Mara Makela and Tima, the view of Namashiva, to all of your. Now, let you may. And I never town at all. Here, Mentala, Kala Tina, Kama Tuida to Namashi, yeah, let it. The Gamma time, yeah, about Congress, no? Me can't and Mataka and Aruti, at about Pana, the person who can do it. Era, no? Do kind of time at the era so none the carriage, Eric Gaga, any name and not a car, you tatted. No song car will take a camera to turn your daughter. When can I the Benia Male, take care of us, I don't mind, piano ledo, to your and Lula. Take Macoma, who don't think of Coma, I don't know, yeah?
1996လောက်ကပါ3သိန်းလောက်3သိန်းလောက်ဆိုတော့ရွှေတခြားသားမကောက်ရတာဗောနော်ဟုတ်လားအဲ့လို3သိန်းလောက်ကုန်သွားတော့အော်ဒီကောင်ဘာအကျိုးမှမမျှော်ဘူးပဲနဲ့ဘာအကျိုးမှမမျှော်တပည့်တော်စေတနာတတ်ကိုပဲအဲ့ဒါဆိုမင်းဆိုရင်ကွာမင်းအဲ့ဒီစေတနာလေးကိုလေ there's no I no mind လို့မင်းအဲ့ဒီစေတနာမင်းအာယုံပြုတော့အဲ့ဒါ not it's not I not mind ကွာလို့မင်းအဲ့ဒီစေတနာငါလည်းမဟုတ်မင်းတော့တန့်ရှင်းသွားပြီပြီးပြီကွာလို့တပည့်တော်အရှင်မင်းကပြီးပါနော်ရှင်မင်းကဓမ္မဂရိကလာကြောင်းနေဘာမှမသိဘူးဒီမင်းကလည်းငါဘာမှမသိဘူးမင်းကငါဒီဟာလေးပြောလိုက်တယ်ကွာဟာကောင်းတယ်ဖေရတယ်အိမ်လေးစားပြီးတော့အိမ်ကိုလာလဲပါလို့ပင့်သွားတယ်အဲ့လိုမျိုးကွာလို့ငါမင်းကိုအမြဲတမ်းပဲမင်းကမျက်နှာပြစ်တာပို့ပါမယ်ရွှေမြတ်မှာဖယားကြီးနာကိုရောက်လာရင်အိမ်ကိုကြွပါတဲ့အဲ့လိုတိကျရေးထားတယ်တိကျအမှတ်တရကားနံပါတ်ဘလောက်နာမည်ဘယ်လိုခေါ်တယ်ဘယ်နှနာရီမှာငါ့ကိုကိုညည်တယ်တိုင်ရထည့်ထားတယ်အဲ့တော့ဘာမှမမျောဘူးဘာမှမမျောဘူးတာဖြစ်ချင်းရောအဲ့ဒီနည်းနည်းတိတ်သွားတယ်ရွေ့သွားတယ်သူ့ကိုကိုညည်မဲ့လူရောက်လာဘုန်းကြီးတို့လည်းအဲ့လိုမျိုးပဲဒီလိုဌာနမျိုးကိုပဲနှက်သက်ပါတယ်ဒီတော့အခုလှူနေတဲ့ဥစ္စာများသည်တာပိခငက်ွက်ခြင်းတွေပฏิပတ်တကန့်ညစ်ခြင်းတွေတန်နိတိခြံထားခြင်းတွေနုံတမလွန်အကျိုးကိုမျှော်ကိုခြင်းတွေ၄ခုရှိပါတယ်အဲ့ဒါ၄ခုဖယ်လိုက်အဲ့ဒီ၄ခုရှိရင်မြတ်စွာဘုရားဘယ်တော့ရောက်မလဲသတုမဟာရာဇိကဏ္ဍဒေဝနံဟုတ်လားကောင်းကြဘယ်ရောက်မလဲသတုမဟာရာဇိကဏ္ဍဒေဝနံသတုမတဲ့ဘုံကိုရောက်မယ်သောအဲ့ဒီပုဂ္ဂိုလ်သည်ငက်ွက်ပြီးတော့လှူခဲ့တာဖြစ်ပင်ဖြစ်냐တော့လေကုသိုလ်တော့မရဘူးလားရတယ်သတုမဟာရာဇိကဘုံကိုပေးမယ်သောအဲ့ဒီပုဂ္ဂိုလ်သည်တံကမ္မခေပတောအဲ့ဒီသတုမဟာရာဇိကဘုံကိုရောက်တဲ့ကံဒီပျောက်သွားလို့ရှိရင်တော့ဘာလဲကောင်းစားအဲ့ဒါလေးပျောက်သွားလို့ရှိရင်တော့အိဋ္ဌတံကာမဂုဏ်ဒီလောကကိုလည်းပြန်ကြမယ်ငရဲလည်းကြနိုင်တယ်တဲ့ပြီးရောဗျာအဲ့ဒါပြောတာနော်ဒါဆိုတစ်ခုဖြစ်သွားတယ်တစ်ခုဌာန9မျိုးဟောပါလိမ့်မယ်နောက်တစ်ခုသွားလိုက်အောင်အဲ့ဒါဘယ်လိုလုပ်ထားမလဲဆိုတော့1ငဲ့ကွက်ကန့်ညိခြံထားအကျိုးမျှော်ကို၄ခုဟုတ်ပြီနော်အခုအဲ့ဒါမလုပ်တော့ဘူးညင်ပုဂ္ဂိုလ်ကနမမတ်တဲ့ပုဂ္ဂိုလ်ကဣရပါဏသာရိပုတ္တဧကိသောနာယေဝခောသဘေခောတဏ္ဏဒေတိငဲ့ကွယ်ချင်းလည်းမထားပါကန့်ညင်လည်းမထားပါခြံထားလို့လည်းမလိုပါနဣမံပစ္စပရိပုံစိတ်သမိဓမ္မလွန်ကျိုးကိုလည်းမမျောဘူးပါဒုတိယပုဂ္ဂိုလ်ဘာလဲလဲပထမပုဂ္ဂိုလ်ကဘာလဲလဲအကျိုး၄မျိုး၄ခုနဲ့ညှိတယ်ငဲ့ကွက်တယ်ကန့်ညှိတယ်ခြံထားတယ်အကျိုးမျောဘူးတယ်ဓမ္မလွန်အတွက်လုပ်တယ်ဓမ္မလွန်အတွက်လုပ်တယ်အနာဂတ်ပြောတယ်အနာဂတ်အကျိုးကိုမျောဘူးတယ်ပြန်ပြောမယ်ငဲ့ကွက်တယ်ကန့်ညှိတယ်ခြံထားတယ်ဓမ္မလွန်နာဂတ်အကျိုးကိုမျောဘူးတယ်အဲ့ဒါမရှိဘူးတဲ့ဒုတိယပုဂ္ဂိုလ်ကသာဟုဒါနနိဒါနံဒိဋ္ဌိဒါနအဆိုဒီမှာသာဟုကောင်းတဲ့တရားသာဓုဒါနဆိုတာကောင်း it's a very good ပဲ good deed ပဲကုသိုလ်ကောင်းမှုဆိုတော့ကောင်းတယ်မကောင်းလားကောင်းတယ်အဲ့ဒီလောက်ကိုဘုရားမထားဘူးနော်ကုသိုလ်ကောင်းမှုဆိုတော့ကောင်းတာပဲသင်္ကန်းလူတာမကောင်းဘူးလားညီတို့သင်္ကန်းလူတယ်ကောင်းတာလားဒါနဆိုတာကောင်းမှုလို့အဲ့လိုထင်ပြီးတော့လှူတယ်ဆိုတော့နည်းနည်းလေးပိုးလာတယ်ငဲ့ကွက်ခြင်းမထားဘူးကန့်ညှိခြင်းမရှိဘူးခြံထားခြင်းမရှိဘူးအနာဂတ်အကျိုးကိုမမျှော်ဘူးဒါနဆိုတာ it is just only good action ဒါနဆိုတာကောင်းတယ်သူတော်ကောင်းတယ်လို့ဒါနဆိုတာကောင်းတယ်လို့အဲ့လိုယူဆပြီးတော့လှူပါတယ်တဲ့တတိယသွားပါမယ်ဘာလဲတတိယသွားမယ်ညမတတိယသွားမယ်ဒုတိယပထမဒုတိယအတိုင်းပဲပြန်ပါမယ်နော်ပထမဒုတိယအတိုင်းပြန်ပါပြီတတိယပုဂ္ဂိုလ်ကပါလဲခုနငဲ့ကွက်ခြင်းမရှိတာတွေပြန်ပါပြီနော်သုံးပုဂ္ဂိုလ်ကလူခံတိုက်စေမွေခံတိုက်စေလူမြမွေအမေတွေဖေတွေကဒါနတွေပြုပါသည်ငါတို့ကျမ်းမှာဒါနသီလတွေမပြုဘူးဆိုရင်မကောင်းဘူးအဲ့ဒါကြောင့်မလို့ကုလဝန္တံဟာပေတောအမွေခံတိုက်ခြင်းတို့ဒိဏပုပ္ပံကတ္တပုပ္ပံပိတုပိတမဟိနာရမိပောရဏံကုလဝန္တံဟာပေတော17ကြိမ်မြောက်တုန်းကတကားကြီးတွေဟာဒီလူကြီးတွေကလုတ်ခဲ့တယ်14 5ကြိမ်အောင်မောင်ရင်တို့လူငယ်တွေကဟိုရှေ့ကလူကြီးတွေကတို့တပည့်ကံဆရာတော်ဘုရားကြီးအတွက်လုတ်သွားတာအောင်ငါတို့မလုတ်ရင်မကောင်းဘူးကွာဟုတ်တယ်လားပောရဏဝန္တံနုရခိတအမျိုးကိုစောင့်ရင်လို့ကိုယ်ဆရာသမားတွေကိုယ်အဖေမေတွေအဲ့ဒါကြောင့်မလို့ဝန္တာနုရခိတဘာလဲလဲမွေခံတိုက်စေလူမြအမွေအမေဖေတွေကဒါနလုပ်ရင်သားသမီးတွေလည်းလုပ်မယ်ဒါကိုပြောတာဒိဏပုပ္ပံပေးလူဘူးပါကတ္တပုပ္ပံပြုဘူးပါဘယ်သူတွေကလည်းပိတုပိတမေအဘိုးဘွားတွေကအဘေတွေမေတွေဆရာသမားတွေဘိုးတွေဘွားတွေလှူခဲ့တန်းခဲ့ဓာတွေကိုအဲ့ဒီပောရဏံကုလဝန္တံရှိကဖြစ်ခဲ့တဲ့အဆက်အနွယ်ကိုကုလဝန္တကိုဟာပေတုံရုပ်လျောချင်းငါနာအရာမိမထိုက်ပါမောင်ရင်ဖေကဒါတရားကောင်းတယ်လေကျောင်းတကာကြီးသူဆိုငါလည်းကျောင်းလေးတစ်ဆောင်ဆောက်မယ်ဟုတ်ပြီနော်မောင်ရင်ဖေကရမ်းတယ်ငါလည်းရမ်းတကာလေးတစ်ခုလုပ်မယ်အဲ့လိုမျိုးစိတ်ဓာတ်နဲ့ကုလဝန္တဆွေမျိုးတွေရဲ့မိဘဆွေမျိုးတွေရဲ့အဆက်အနွယ်ကိုမလျော့ခြင်းလို့အဲ့ဒါကိုဟီဂရိဥတ္တပလို့ခေါ်ရှက်တယ်
နင်းဖေရလေတကယ်ယဟန်တခါကြီးနင်းကြမှာအယက်သမားကြီးဖြစ်နေတာနင်းကဟာငါဖေကသူတော်ကောင်းကြီးပါလားငါလိုမကောင်းဘူးအဲ့လိုဟီရိဥတ္တပကိုပြောတာပြန်ချုံးမယ်နော်ဘာတယ်လဲကုလဝန္တကိုယ့်ရဲ့ရှင်ရမိဘဆွေမျိုးတို့ရဲ့အဆက်အနွယ်ကိုလိုက်ချင်လို့ဝန္တနုရခိတကိုငဲ့၍လှူတယ်လေဟောတန်ဃာတော်ရှင်ဆရာတော်ဥက္ကောတန်လာလေအစာရင်ဖြစ်တယ်ဆိုတယ်ဆရာတော်ဒီအစာရင်ဆေးရလေတပည့်တော်မှဒါနဲ့ပြောက်ခဲ့တာတဏှာလို့ကိုချင်းစာလို့လှူတယ်အဲ့ဒီလူသိမကောင်းသေးဘူးနော်တဏှာလို့လှူတာမဖြစ်เสียဘူးလေဌာနအကြောင်းကိုတကယ်သိပြီးလှူတာကိုဘုရားလက်ခံတယ်တဏှာတယ်လေဆရာတော်ကတန်ဃာလေးဘုန်းကြီးအမဒီမှာခင်ဗျားတို့ထူးရေကမတော်ဝင်းဆိုရင်ဆရာတော်ကအစားစားတာနဲ့တယ်ချက်ပေါင်းရေပိုးမယ်တဏှာတယ်ဘုန်းကြီးတရားဟောနေလို့အမေတို့ဒီနေ့ပြောလိုက်တယ်သူတို့ကဘုန်းကြီးတရားဟောနေလို့မတရားဟောနေလို့ဒီလောက်ချစ်တာသာသနာပြုတ်နေလို့မသာသနာမပြုတ်ဘဲနေဆိုရင်ချက်ပေါင်းရေမယ်ရေတောင်တိုက်မယ်ဒီဇိုင်းမရှိဘူးလေတဲ့သူတို့ပြောဖို့ဒီဇိုင်းကလေတရားမဟောတဲ့နဲ့ရေမလာတော့ဘူးအဲ့ဒီဇိုင်းပေါက်နေတယ်တဲ့လားကိုယ်စားနော်တရားတွေဟောနေလို့သာသနာပြုတ်နေလို့ချက်ပေါင်းရေပို့ပေးတာဆိုတော့တရားမဟောတော့ဘူးဆိုရင်ရေမလာတော့ဘူးဗျာရေမလာတဲ့နေပေါ့ဗျာဟုတ်တော့ဒါတော့ရပါတယ်နော်သူအဲ့တဘုံပေါက်တဏှာလို့ပါတယ်လေကိုချင်းစာလို့လှူတယ်ဘယ်နှချက်ရှိသွားလဲ၄ချက်ကိုချင်းစာရလှူတယ်ဘယ်လိုကိုချင်းစာလဲဣမေဣယံတို့သည်ဣမေဤကိုကောသံဃာတို့တန်ဃာတော်ရှင်သူမြတ်တို့သည်နပစံဒီချက်၍မစားရကြပါကုန်မေငါအမေအာငါသည်ပစာမိချက်စားကြမယံငါတို့သည်ပစာမချက်စားရကြခင်ဗျားတို့ညွတ်ချက်စားရတယ်နော်တို့တွေကချက်မစားတတ်ဘူးတပိတ်ကလေးနဲ့အင်ရှိသွားတယ်အဲ့ဒီတပိတ်ထဲလုံးထလိုက်တဲ့အယောင်ငါတို့ကရတာအဲ့ဒါငံရင်လဲငံမယ်ပေါ့ကျင်လဲပေါ့မယ်ဟောစားမကောင်းပါဘူးဆိုမနေ့ကအမေရှိသွားပြီးဆေးရုံသွားဆေးရုံချပေးပြန်လာမောကလိုင်းလေးပါလေတရားကြိုက်တယ်လေဟာကလိုင်းလေးနဲ့မစူးမဆမ်းမလုပ်နဲ့ဆိုတော့ဘိုက်ကလည်းစားနေအာယုံကမစားမဖုံးပေးတာဘူးဆိုအဲ့ဒီကလိုင်းလေးဆိုငပိထဲအောင်မလေးအာလူကတကြားကဲစားခဲဖြစ်နေဟဲရဟန်းတကမာလေးပဲနင့်အာလူကိုက်ကြီးတာမအောင်တပည့်တော်လည်းသူများချက်တာကိုတပည့်တော်ဟင်းမချက်တတ်ဘူးလေဟာတော်ဗျအာလူစားကြည့်ပါအောင်အာလူကိုက်တဲ့ကမှာအာလူကခတ်သွားတော့မှစားခဲအာလူထဲမှာတော့စားရအဲ့လိုအတုံးလိုက်ဖြစ်နေကဲကိုယ့်ကိုကိုက်ကြည့်ကြအဲ့ဒါနဲ့စိတ်ညင်ညင်နဲ့အဲ့ဒါအခန်းထဲဝင်ပြီးတော့ဝင်းရမှောက်ပြီးတော့ဒီထဲမှာနေလိုက်တယ်မထူးတော့ဘူးကွာနော်စိတ်ညစ်တော့ဘာမှလည်းမစားတရားနှစ်ပွဲဟောတာနော်စဉ်းစားကြည့်နော်အဲ့လိုမျိုးသွားပါတယ်ဟောတနာကြလေးတနာတယ်တနာပြီးတော့လာတယ်ဣမေဣယံတော်ရှင်မြတ်တို့သည်နပစံဒီချက်မစားရကြပါကုန်မယံငါတို့ကပစာမချက်စားရကြပါကုန်ဤကိုင်းတော်ကြီးအပစံတန်နဲ့မချက်စားတဲ့ပုဂ္ဂိုလ်တို့ကပစံတော်ချက်စားတဲ့ငါကဒါနံလူအားတော့မပြီးရင်မသိတော့ဘူးလူဖေးလည်းဖြောမတော့တတ်ပါရှိခဲမုံလည်းမရှိပါပလာတာလည်းမရှိပါကိတ်မုံလည်းမရှိပါအဲ့ဒီဘုန်းကြီးတွေတနာတယ်တနာပြီးသွားလို့ကိုချင်းစားလို့လှူတယ်အဲ့ဒီဒါနလည်းအကျိုးပြီးမကြီးပါတဲ့တနာလို့မလှူနဲ့နော်မလှူနဲ့တတ်လားပါတယ်လေတနာလို့မလှူပါနဲ့အစာယောဂဖြစ်နေတဲ့တပည့်တော်အရှင်မရရဲ့အရှင်မရဒီယောဂဖြစ်ရင်တပည့်တော်လည်းဒီဆေးလေးလှူပါတယ်ရှင်မြောက်လေးတနာလို့ပါအဲ့ဒီဒါနနည်းနည်းပဲအကျိုးပေးတယ်တနာလို့မလှူပါဘူးလေတတ်ပါတယ်လေတကယ်တော့ခင်ဗျားတို့တွေကလူလောကကြီးနဲ့ဘုန်းကြီးတွေနဲ့ပြောင်းပြန်ဖြစ်နေတယ်ထင်တာပဲကိုထင်တာပြောတာယောဂီတို့ကကိုယ့်ဘုကိုကြိုက်တယ်လို့ချက်စားတတ်တယ်နော်အချိုးအချင်းတို့ဆိုတာတပိတ်ထဲထည့်လိုက်ပြီးတော့မှသူများတူလိုက်တဲ့အတိုင်းတို့ကဖုံးပေးရတာလေတို့ဆိုရင်တို့စားမကောင်းရင်ဘယ်သွားတယ်လဲစားတော့ဆိုင်တို့ကာရာအိုကေတို့ရက်စတော်တို့စားတဲ့တို့သွားတဲ့နာတကယ်တမ်းဘုန်းကြီးတွေကသွားတဲ့နာမြို့လူတွေကသွားနေပြောင်းပြန်ဖြစ်တယ်မောင်ရင်တို့ကကိုယ့်ကိုကြိုက်တယ်လို့ချက်စားပြီဟုတ်လားမောင်ရင်အမျိုးသမီးရှိမယ်အမေရှိမယ်အမေသားပဲဂရင်းမကောင်းဟာရသားလေးခင်ဗျအမျိုးသမီးရှိတယ်ဟာမင်းရလဲကွာငါအဆက်စားရတယ်လေတို့ကအဆက်လိုချင်အပေါ့ရတယ်အပေါ့လိုချင်အဆက်ရတယ်အချိုးလိုချင်ခါရတယ်တကယ်တမ်းသွားတဲ့နာကိုတို့ဘုန်းကြီးတွေသွားတဲ့နာပဇွန်တော်ရွှေရင်ကျောင်းကဘုန်းတော်ကြီးတနေ့တော့စားတော့ဆိုင်သွားကာရာအိုကေဆိုင်သွားကပ်ပလိုက်ဝင်နေနော်စိုးစားမကောင်းတော့ဟိုကအပေါ့တချင်းလေးဆိုပေးအဲ့ဒါမှတို့စားကောင်းမှာဗောဟုတ်တယ်လားမောင်ရင်တို့ကပြောင်းပြန်ဖြစ်နေတယ်ပဲတန်ဃာတော်ရှင်သူမြတ်တွေကတော့လာကောင်းလဲစားမကောင်းလဲသူတို့ကအမေအိမ်မှာတကမချက်တဲ့အပြင်ဟိုမှာသွားစားသေးတယ်လူတွေပြောင်းပြန်ဖြစ်နေတယ်နော်ဟုတ်တယ်နော်မှန်ငါပြောတာမှန်လားမှန်နော်အဲ့ဆိုဒီတန်ဃာတော်ရှင်သူမြတ်ငါတို့တရက်လောက်ပင့်ကွာ restaurant လေးပါလေနော်ဟုတ်ပြီလားတချင်းလေးပါလေဆိုအဲ့ဒါဟုတ်ပြီနော်အဲ့ဒါဆိုတော့တို့ကဟောတချင်းလေးကဆိုနေတို့ကချမ်းမြေပါစေဆရာတော်ကိုလည်းချမ်းမြေပါစေဟာဘာပဲဝင်တာဗောဖဲဦးကဘာဟင်းရမကောင်းလာကြတဲ့ကမရုပ်ကဆိုသေးတယ်ကဟင်းရမကောင်းဘယ်ဝင်တော့မှာတော့ဗျာစဉ်းစားကြည့်တနာကြရလေးတွေဗျာအဲ့လိုတနာကြီးမလို့နဲ့တဲ့ဗျာဟာလေဣမေဣယံတော်ရှင်မြတ်တို့သည်နပစံဒီမချက်စားရကြပါကုန်မယံငါတို့ကတော့ပစာမချက်စားရကြပါကုန်ဤချက်မစားတဲ့ဘုံကြီးတွေကိုချက်စားတဲ့လူတွေကမလူပဲနေမတန်တော့အဲ့ဒီတော့ကြောင်းဆွန်သွားပို့မယ်ကုသိုလ်တော့ရတဲ့အကျိုးပေးနေတယ်ဒါပြောတာဘယ်နှချက်ရှိသွားပြီကိုချင်းစာလို့တနာလို့လှူတာအကျိုးမကြီးပါလှူတယ်နော်အဲ့ဒါမလှူတယ်နော်တနာလို့မလှူနဲ့နော်တနာလို့မလှူနဲ့အမလေးတနာလို့မလှူနဲ့ရမလားကောင်းစား
ဘယ်နှချက်ရှိသွားလဲနောက်တစ်ခါအော်တချို့ကကိုယ့်ရှိမှာပစ္စည်းတွေရှိနေဥပမာဆိုတော့အခုဒီကနေ့လင်တာတို့ဘေးဂိတ်တို့ဇနီးမောင်နှံတို့ရှိမှာ88ဘီလီယံလောက်ချမ်းသာတော့1 billion United Nation ကိုတန်တထောင်ဘေးဂိတ် Foundation ဆိုပြီးတော့လှူတယ်ဒီမြဟာလေးလှူသေးတယ်တန်ထောင်ခွဲဝေလှူတယ် share လုပ်တယ်ကိုယ့်ရှိမှာပစ္စည်းအများကြီးရှိနေတာအော်ငါတို့မှာပစ္စည်းတွေအများကြီးရှိနေတာပဲဟဲ့ငါမှလေငါမှမဟုတ်ဘုန်းကြီးဆိုရင်သင်္ကန်းနဲ့ဆိုရင်တစုံပေးလိုက်တယ် share လုပ်လိုက်အဲ့လိုသူများတွေရှေ့ကပစ္စည်းချမ်းသာတဲ့ပုံကိုယ်တွေလည်းပဲဒီလိုပဲကိုယ့်ပစ္စည်းတွေကိုဝေခွဲပေးတာပဲ share လုပ်ခွဲဝေလှူဒန်းတယ်ဘာလို့လဲခွဲလှူဒန်းတယ်အဲ့လိုခွဲဝေလှူဒန်းတာဖြစ်ချင်းကြောင့်ခုနကတော့ဘေးဂိတ်ပြောသွားတယ်လို့ပဲပစ္စည်းဥစ္စာတွေကိုချမ်းသာပါနဲ့အဲ့ဒီပစ္စည်းဥစ္စာများကိုမလှူမတမ်းမဲ့နဲ့စုဆောင်းသွားတဲ့ပုဂ္ဂိုလ်အဲ့ဒီတထေးတော်မိုက်မဲတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးလို့သူကပြောတယ်ဒါဘေးဂိတ်ကစကားနော်လှူနိုင်တန်းနိုင်မှလည်းအဲ့ဒီပစ္စည်းများကိုလောကကြီးအတွက်အသုံးမချသွားရင်မကောင်းဘူးဆိုပြီးတော့ကိုယ့်ရှိမှရှိတဲ့အရာလေးတွေကိုလောကအတွက်ဘာလို့လဲအဲ့ဒါကိုပါဠိလိုတော့ဧဝမေယံဒါနသံဝိဘာဂဘောဓိတတိရှေ့ကအဓမ္မကအထကဝါမကဝါမဒေဝဝေဒမိတ်တာလို့ဆိုတဲ့ပုဂ္ဂိုလ်ကြီးအဲ့ဒီပုဂ္ဂိုလ်ကြီးအင်္ဂိရတဗာရရောဇတာဆိုတဲ့တတိရီဘိဂိဆိုတဲ့ပုဂ္ဂိုလ်ကြီးတန်တထောင်လှူတယ်ငါလဲဆရာတော်ဥက္ကဋ္ဌနာအကြောင်းကျုပ်ကြောင့်မယူပါဘူးဟိုနားပါဗျာဟိုဘာလဲလေဒီဆန်မှာအကြောင်းဆောင်နေအဲ့လှူပါဗျာနော်ဆရာတော်ဥက္ကဋ္ဌနာကိစ္စမရှိပါဘူးနော်ကြပါတက်ကျတော့ဆရာတော်ဘုရားကြီးတပည့်ကံဆရာတော်ဘုရားကြီးအတွက်လှူရပါနော်ကိုမရှိနေတဲ့အရာတွေခွဲဝေပေးတယ်နော်တို့တွေဘာလုပ်ချင်လဲ I would like to share တို့တွေ share လုပ်ချင်တယ်ဘာလို့လဲတို့ပိုင်ထားတဲ့ပစ္စည်းတွေအဲ့လိုဒါနသံဝိဘာကမောင်းဆိုရေးတာပါဠိလေးနော်ရေးတာဟဲ့ဒါနသံဝိဘာကခွဲဝေလူတန်းကျင်တဲ့ကိုရှိမှရှိတဲ့3သိန်းရှိတယ်ဆိုရင်1000လူကျင်တယ်သိန်း100ရှိရင်10သိန်းလူကျင်တယ်အဲ့လိုမျိုးခွဲဝေလူတန်းကျင်လို့လိုတယ်ပြောတာနော်အယံဒါနသံဝိဘာကဘောဓိတရိဒါနံဒေတိအပိစာခောဣမံမေဒါနံတရတော်စိတ်တံပတိရတိနောက်တစ်ခါလာပြီဒါနတွေကိုခွဲဝေလူတန်းကျင်တယ်6စိတ်ကြည်လင်းလို့လှူတာဒါနလှူတာပျော်လို့လှူတယ်ကုသိုလ်ကောင်းမှုလှူတာပျော်လို့လှူရတယ်ဒါနလှူရင်မေငါဤစိတ်တံစိတ်သည်ဒါနံလူကိုတရားတော်ပေးလူသောမေငါဤစိတ်တံစိတ်သည်ပတိရတိကြည်လင်မာဤအတ္တမနတာဝမ်းမြောက်သည်ဖြင့်သောမနတံစိတ်နှလုံးရွှင်ပြုံးတာဥပဇာတိအဲ့လိုခံစားရပါသည်ဒါနပြုလိုက်တယ်နော်ပါတယ်လေဒါနပြုလိုက်တဲ့အခါစိတ်နှလုံးချမ်းသာတယ်မြန်မာလူမျိုးတွေကနော်အမြတ်ဆိုရင်သာဓုခေါ်မဲ့လူမျိုးရဲ့ဆိုရာသီ12လဝဲဆိုရာသီ12လလုံးမှာသူများသာဓုခေါ်ရင်အမြတ်ဝင်ရင်သာဓုခေါ်တဲ့လူမျိုးပါအဲ့ဒီကောင်းမှုကုသိုလ်တွေကိုလုပ်တဲ့လူမျိုးဖြစ်ခြင်းကြောင့်သူများတွေဒါနလုပ်တာလဲဝမ်းမြောက်တယ်ကိုယ်လဲလှုပ်ခြင်းတယ်6နဲ့အဆင့်တော်နဲ့မြင်လာပြီပါတယ်လေဣမံဒါနဣဒါနကိုတရားတော်ပြုသောမင်းငါဤစိတ်တံစိတ်သည်ပတိရတိကြည်လင်မာဤစိတ်နှလုံးရွှင်ပြုံးစိတ်ချမ်းသာခြင်းလို့လှူတယ်6ဘယ်နှခုရှိသားလဲ6ခုရှိတယ်စိတ်ချမ်းသာခြင်းလို့လှူပါတယ်ရမလားစိတ်ကြည်လင်လို့လှူပါတယ်စိတ်ချမ်းသာလို့စိတ်ကြည်လင်လို့လှူတယ်နောက်တစ်ခုကျတော့ဘာလဲဆိုတော့အဲ့လောက်တဲ့နည်းနည်းအဆင့်မြင်တယ်9နော်9ရောက်သွားပြီကွန်းစောပါတယ်လေအပိစာကောစင်စစ်သောကစိတ်တလင်္ကာရစိတ်တပရိခာရန္ဒနံဒေတိ6 8ခု9ခုမြောက်စိတ်တလင်္ကာရစိတ်တပရိခာရန္ဒနံဒေတိစိတ်ကိုတန်းစားဆင်မယ်အဲ့တော့မြန်မာလိုအဲ့ဒါကြီးဆိုပါဠိကျခက်နေတယ်ပါဠိခက်တယ်ပြောသမထဝိပဿနာအကျိုးငှာလူတယ်အဲ့လိုလူရမှာဗျာဘာလဲလဲသမထဝိပဿနာအကျိုးငှာသမထအရာကတော့တမာရိဝိပဿနာရောက်တော့ဉာဏ်တမာရိနဲ့ဉာဏ်ဖြစ်ခြင်းလို့လှူတယ်အဲ့ဒီဒါနဘုရားချီးကျူးတယ်ဘုန်းတော်ပါတယ်လေဒီတော့ဆရာတော်အဲ့ဒါအာပါနော်ထမင်းမစားတဲ့ဘုန်းကြီးကတားအော်ထမင်းစားတဲ့ဘုန်းကြီးညံ့ပါကြာညီတို့ရောက်ပါရပါလိမ့်မယ်အာကြီးနော်အကျိုးကအကျိုးကြီးကိုနေတာဒီကအားနဲ့မှနဲ့ဟောတမန်ကြီးလို့ဟုတ်ပါပါတယ်လေသမထဝိပဿနာအကျိုးငါလှူတယ်စိတ်ကိုတန်းစားဆင်ញင်ပထမပါဠိဓာတ်ရဲ့ပါဠိကစိတ်ဓာတ်လင်္ကာရစိတ်ဓာတ်ပရိက္ခာရဒါနံလေးဒီစိတ်ကိုတန်းစားဆင်ញင်လို့လှူတယ်ဘာနဲ့တန်းကိုယ်စိတ်ကလေးကိုဒါနနဲ့တန်းစားဆင်လိုက်အဲ့ဒီဒါနကဘာလဲဘယ်ကိုအကျိုးပေးမလဲအဲ့ဒီဒါနကတမာရိဖြစ်ရအောင်တမာရိကနေဉာဏ်ဖြစ်ရအောင်ဉာဏ်ကနေမတရားဖို့တရားနိဗ္ဗာန်ဝင်နည်းနည်းလေးပဲလိုတော့တယ်ဟိုမှာတမာရိဖြစ်ပြီးဉာဏ်ဖြစ်ပြီးဆိုရင်ရှေ့တိုးလိုက်နိဗ္ဗာန်ဝင်တော့မယ်ဘုဝတ္တထောဖြစ်တော့မယ်ဘုရားသိကောင်း it's very good လေနော်ကွန်းစောဘာလဲလဲစိတ်ကိုတန်းစားဆင်ရအောင်တစ်ချက်ထပ်ပြောလိုက်တယ်သမထဝိပဿနာအကျိုးငှာထပ်ပြောလိုက်တယ်တမာရိနဲ့ဉာဏ်ဖြစ်ရအောင်လူတယ်အဲ့တော့တဂရာကဖွင့်ပါသည်ဣမိသူပါဏအထာသူဒါနေသူစိတ်တလင်္ကာရဒါနမေဝဥဒ္ဓမံအခုပြောခဲ့တဲ့အရာတွေထဲမှာတ
နာလို့လူတာလဲမမြတ်ပါကိုရင်းစားလို့လူတာလဲမမြတ်ပါအဖေမေတွေမွေးခံတိုက်စေလူမြတ်ဟူ၏အဲ့လိုအမွေးခံခြင်းလို့လဲမမြတ်ပါစိတ်ကြည်လင်တဲ့စိတ်ချမ်းသာခြင်းလို့လူတာလဲမမြတ်ပါတမာတိတဏိတမာရိနဲ့သမထတမာရိဝိပဿနာဉာဏ်အကျိုးငါလူတာကိုတော့ဣမေသူပနာအထတုဒါနေသူဒါန၈မျိုးထဲမှာစိတ်ဓာလင်္ကာရဒါနမေဝစိတ်ဓာလင်္ကာရစိတ်ကိုတန်းစားဆင်းတဲ့ဝါတမာရိနဲ့ပညာဉာဏ်ဖြစ်စေတဲ့ဒါနကိုသာလဲဥတ္တမမြတ်တဲ့ဒါနလို့ဆိုသည်ပြီးပါအဲ့တော့မသိကြတော့ကောစောအဲ့ဒီဒါနမျိုးကိုဗါတယ်လေအဲ့ဒီဒါနမျိုးကိုမြတ်တယ်လို့ဆိုရသည်ဒါဆိုဒါနတာရိတံယေဝဒါနဒိဏနာမပလံဟောတိနအမာနိတံတံအဲ့ဒီဒါနမျိုးကိုတော့ခုနကပြောသလိုစိတ်ဓာလင်္ကာရစိတ်ဓာပရိက္ခာရမလုတ်ဖဲနဲ့မြလူလိုက်လို့ရှိရင်တော့အဲ့ဒီအလိုကိုနာမပလံအကျိုးမကြည့်ဘူးလို့ဆိုရတယ်နမာအာနိတံတံနဲ့အာနိတံတံတို့ဆိုဘာလို့မလဲအာနိသင်အကျိုးကြည့်ခြင်းဘယ်လိုလူမလို့စိတ်ဓာလင်္ကာရပါဠိတော်တဲ့ပြသွားပြီဗျာစိတ်ဓာလင်္ကာရဥစ္စာဒေတာလင်အဲ့ဒါနဲ့အကျိုးကြီးပါတယ်နော်ဒါဆိုတော့ဘုန်းကြီးတို့အထကရာတီကာလေးနည်းနည်းလေးဘုန်းကြီးတို့နည်းနည်းပေးပါမယ်နော်ဒီတိုင်းဆိုလို့ရှိရင်ယောဂီတို့ငါကြီးဘုန်းကြီးတို့နည်းနည်းဖွင့်ပြပါမယ်စိတ်ဓာလင်္ကာရဘာဖြစ်လို့လဲဆိုတော့ရှေ့ရရှိသမျှဒါနတွေအကုန်လုံးသည်ဣမေပင်ဆက်ခံနေပုဏ္ဏအာဂန္ဓာဟောအဲ့ဒါကြီးပဲသိချင်မနော်ရှေ့က1ကနေ6ထိအရာများကြီးဘာပဲပြောစတုမာရိဖြစ်တာဝရဏဖြစ်အဲ့ဒါအလုံးဒီခန္ဓာ9အင်ကိုပြန်လာတဲ့ဒါနအကျိုးမကြီးကြီးမှတ်လိုက်တော့သိချင်မငါငေးမနေသိချင်မခန္ဓာ9ပါးရှိကိုပြန်လာမဲ့ခန္ဓာတွေကိုတန်တရားတွေကိုပြန်လာမဲ့ဒါနအကျိုးမကြီးဘူးခန္ဓာကလွတ်သွားတဲ့ဒါနအကျိုးကြီးတယ်မှတ်တာသိချင်မလားပြီးပြီရတာဆရာတော်ဘုရားကြီးရဲ့တရားဝဲမှာအဲ့ဒါဘာလဲကောင်းစားအိဋ္ဌဘာဝဣမေပင်စကန်နေပုဏ္ဏအာဂန္ဓာနတတရုပ္ပတိကောနာရဝပ္ပတိကောအဲ့ဒီဒါနမျိုးကိုဣမေပင်စခန္ဓာဤပင်စခန္ဓာတွေခန္ဓာတွေကိုပုဏ္ဏတပံအာဂန္ဓာပြန်ကြတဲ့ဒါနမျိုးကိုအဆုံးအပြီးဆုံးမရောက်တာဖြစ်ခြင်းကြောင့်အကျိုးမကြည့်ဘူးလို့ဆိုပါသည်ရမလားစိတ်ဓာလင်္ကာရစိတ်ဓာပရိက္ခာရနိသမထဝိပဿနာစိတ်ဓာသမထနဲ့ဝိပဿနာစိတ်ကိုအလင်္ကာရဘုဒ္ဓင်စေဝပရိဝါရဘုဒ္ဓင်စသမထဖြစ်မဲ့စိတ်တမာရိဖြစ်မဲ့စိတ်ပညာဖြစ်မဲ့ဝိပဿနာဉာဏ်ဖြစ်မဲ့စိတ်ကိုတန်းစာဆင်ဖို့အချမ်းရင်ဖြစ်ဖို့လှူရင်အဲ့ဒီအတူအကျိုးကြီးဆုံးထပ်ပြောမယ်ပြန်ပြောလိုက်ဦးမယ်တမာရိရဖို့ဝိပဿနာဉာဏ်ဖြစ်ဖို့တန်းစာဆင်အချမ်းရင်ဖြစ်ရအောင်တမာရိကိုတန်းစာဆင်ဖို့တမာရိကိုအချမ်းရင်ဖြစ်ဖို့ဉာဏ်ကိုတန်းစာဆင်ဖို့ဉာဏ်ကိုအချမ်းရင်ဖြစ်ဖို့လှူရင်အဲ့ဒီအလိုသည်ဟောဘာလဲလဲအဲ့ဒီအလိုသည်တရားနားတော့နော်သမထဝိပဿနာစိတ်တသမထဝိပဿနာစိတ်အလင်္ကာရဗုဒ္ဓံတန်းစာဆင်းရဲဖြစ်၍ဖြစ်သောပရိဝါရဗုဒ္ဓံစအချင်းဉာဏ်လည်းဖြစ်၍ဖြစ်သောဒါနကိုလူလိုက်တယ်ဆိုရင်ဒီနာအဲ့လိုလူလိုက်ခြင်းကြောင့်ဒါနလင်္ကတိနာစိတ်တေနာဒါနလေးနဲ့ဒါနပန်းလေးနဲ့တန်းစာဆင်းလိုက်တဲ့စိတ်သည်ဇာနံစေဝတရားမှတ်တာနော်ဒါနလူပြီးတရားရနေဆိုပြနေဟဲ့မှာတွေ့လားဘာလဲဒါနရဲ့အဆုံးမှာတရားရနိုင်တယ်ဆိုတော့ပြနေတာဒါနံတတဝသီလံသမာရိယတဝဘောဓရကမ္မံကတ္တဝကြည်စမ်းပရံပါဠိတော့ကုသလဓမ္မကုသလဓမ္မသာဟောလာပြီဗျာဒါနံတတဝသီလံသမာရိယတဝဘောဓရကမ္မံကတ္တဝဒါနံဒါနကိုတတဝပြုပြီးဥဘောဓရကသီလံသီလကိုသမာရိယတဝခံယူကျင့်သုံးပြီး၍ဥဘောဓရကမ္မံဥပုပ်ကံကိုကတ္တဝပြုပြီး၍ပုဗ္ဗေသူစိန်နံဤအဲ့ဒီရှေ့ကပြုခဲ့တဲ့ဒါနသီလဥပုပ်ကံတို့မှာလာပြီပစ္စဝကတိပြန်၍ဆင်းရင်လိုက်ပါ၏တန်အသာရတိအဲ့ဒါကိုตายရလိုက်ပါ၏ရှင်းနှက်လိုက်ပါ၏အားရလိုက်ပါ၏တန်အသာရတိဒီတော့ဆရာတော်တွေလည်းဟောတာပဲဒါနပြုလိုက်တဲ့အခါမှာဒီကနေ့17ကြိမ်မြောက်အဲ့ဒီ17ကြိမ်မှာသိန်းပေါင်း17သိန်းကုန်တယ်ပြန်ပြီးအာယုံပြုလို့ရှိရင်17သိန်းတိုင်းပဲရပါတယ်တဲ့နော်ပြန်ပြီးကိုယ်တို့ကောင်းမှုကိုပြန်အာယုံပြုတိုင်းရှင်းနှက်ဝမ်းမြောက်တိုင်းပြန်ရတယ်အဲ့ဒါလောကီဒီဘက်နယ်အတွက်ပြောတာဘာလဲသိရနော်ကံနယ်အတွက်ပြောရင်ပြန်ပြီးလှူလိုက်မှာဆရာတော်ကောသနာကိုဒီနေ့ဒီချိန်မှာကားလှူတယ်နောက်တစ်နေ့ဒီချိန်ရောက်တိုင်းပြန်တွေးတိုင်းကုသိုလ်ရပါတယ်အဲ့ဒါဒီဘက်နယ်ကံနယ်လို့ပြောတယ်ဉာဏ်နယ်နဲ့ပြောရင်အဲ့ဒါကိုပြန်ဝမ်းမမြောက်ရပါဘူးတံအာသာရေတိအဘိနန္တိအဲ့ဒီဒါနကိုအာသာရေတိတာယာဤအဘိနန္တိနှစ်သက်ဤဆိုရင်ရာဂောဥပ္ပဇ္ဇတိဒိဋ္ဌိဥပ္ပဇ္ဇတိဒေါမနတံဥပ္ပဇ္ဇတိသွားသည်ဝိသိကိစ္စဥပ္ပဇ္ဇတိအကုသကုသလောဓမ္မောအကုသလဓမ္မတ္တအာရမဏပစ္စေနပစ္စယောသေယောသိတာလေအဲ့ဒါမှာရှုံးတာ
ဒီမှာဒီနိုင်ငံမှာအဲ့ဒါဟောလို့မရဘူးဖြစ်နေတယ်ပဋ္ဌာန်းပါဠိတော်အေးဒီကမကြီးကိုယ့်လူကိုဝမ်းမြောက်နော်ဝမ်းမြောက်နော်ကိုယ့်ရဲ့ကြီးတဲ့ဆရာတော်တွေဟောနော်ခမရကလွှဲတဲ့ဥစ္စာကိုဝမ်းမမြောက်နဲ့ဆိုရင်မကြိုက်ဘူးလေဝမ်းအေးအလူလေးဝမ်းမြောက်အာယုံပြီးအဲ့ဒါလေးကိုလေကျင်းတတ်နေနော်နတ်ဗိမာန်ကြီးတွေသွားပြီဘယ်လိုလုပ်မှမသိဘူးအေးဒီကမကြီးလေဒီမှာလေဘုန်းကြီးကိုသေကန်ဒီပုဂ္ဂိုလ်တွေတို့မဟောဘူးဟောမှာတို့ရွှေနှစ်ချက်သားလူတွေဆေးရုံသွားဟောတယ်ဒီကမကြီးဒီရွှေလူလိုက်တာဖြစ်ရင်ဒီကမကြီးအမေအားလုံးကလည်းကိုညီမတွေကိုအမတွေဖြစ်တော့ဒါတွေမဟောတော့ဘူးဘုန်းနဲ့ပဲရေးသက်ချမယ်ဆေးရုံသွားတက်ဟောတယ်တပည့်တော်ဘုဂောတရားတွေနားနေတာတဲ့ဟောတာစိတ်ကြိတ်တာဟောဘုသူမျက်နှာမှာမတော့နဲ့သေကန်ဒီပုဂ္ဂိုလ်တယောက်အာယုံထောက်ထားမနေနဲ့တဲ့တယ်ပဲဟောလိုက်တယ်သူရွှေနဲ့ကြသားအေးမေတော်ကြီးအဲ့ဒီရွှေလူရှင်မေတော်ကြီးဒီမှာဗိမ္မာန်ကြီးရွှေအောင်ဆိုသွားတက်မယ်သွားရင်မှာဒုက္ခသစ္စာသွားဒုက္ခသစ္စာတိုးတော့ထိုးချကျင်းနဲ့တယ်ကြီးတို့နော်ကျင်းနဲ့တယ်ဒုက္ခသစ္စာဆွတ်တင်လိုက်ပြီကိုတန်အားသာတွေအပြင်အဲ့ဒါဝမ်းမြောက်ဟုတ်ဒီကာမနယ်ထဲမှာမှန်တယ်အဲ့ဒါကံတယ်ကြော်လိုက်တယ်ဒီဘက်ကိုကူးတော့မယ်တန်အရိဒါနာကိုပစ္ဆွေခရိဆင်ញင်ရပါကြီးအနေဆာတောဒုက္ခတောအနတ္တတောဝိပတ္တိဇာဏံဥပါရေတိမေကံဥပါရေတိအဘိညာဥပါရေတိဟာဒီခမရတို့ဆရာတော်ဘုရားကြီးကိုမေးလိုက်ပဋ္ဌာန်းပါဠိတော်ထဲမှာရှိလားရှိတယ်ဒါပေမဲ့မောင်ရင်တို့မကြိုက်ဘူးနော်ဟုတ်တယ်လားရှိတော့ရှိတယ်မကြိုက်ဘူးဘာလဲကိုယ်စောဒဏ္ဍတ္တဝသီလံသမာဓိတောဘောဓရကမ္မံကတ္တဝဘဝေသူစိဏ္ဏနိတံပစ္စောဂတိအဲ့လိုဆင်ញင်အနိစ္စတောဒုက္ခတောအနတ္တတောဘဝတတိအနိစ္စရဲလို့တော့၎င်းဒုက္ခရဲလို့တော့၎င်းအနတ္တရဲလို့တော့၎င်းဆင်ញင်လိုက်သည်ရှိတော့ဆင်ញင်တော့ခုနဒါနပြုလို့မှာပုဝ္ဝေသူစိဏ္ဏနိရှိကပေါ်လာတဲ့အာယုန်တွေတည်ကြည်တဲ့တမာတိဆင်ញင်တဲ့ဉာဏ်အဲ့ဒီဒါနသည်ဟောပါဠိတော်ကတဂရာဖွင့်ပြီးတေနဒါနလင်္ကတေနအဲ့ဒီဒါနဖြင့်ဆင်ញင်ဒါအဲ့ဒီဒါနဖြင့်တန်းစာစင်သားသောစိတ်တေနစိတ်သည်စိတ်တေနစိတ်ဖြင့်ဇာနံစေဝဇံကိုတော့လေအရိယမကင်စေဝအရိယမကောအရိယမကောတော့နိဗ္ဗာန်တက်တော်ဖြစ်စေ၍ဇာနေနဲ့ဇာနာဖြင့်တတ်တာဥပပစ္စတိဇံရရင်အဲ့ဒီဒါနနဲ့ဇံဖြစ်မယ်အနာဂါမိဟောတိအ ਨੇ ဆုံးညီတို့ဘယ်လောက်ဟောတာကြည်စမ်းအနာဂံတိဖြစ်နိုင်တယ်တွေ့လားဖရပါတယ်လေအဲ့ဒီဒါနအနာဂါမိဟောတိဇာနာအနာဂါမိအနာဂံဖြစ်နိုင်တယ်တဲ့ဗျာမဝန်းစောအနာဂန္ဓဣဋ္ဌတံပုဏ္ဏဣဋ္ဌဘဝနာအကန္တဝါအကယ်မြာဒီဘဝကိုထပ်မလာတော့ရင်ဆိုရင်တတ္ထေဝအဲ့ဒီဘုံဘဝမှာလည်းပရိနိဗ္ဗာန်ရသည်ပရိနိဗ္ဗာန်ပြုနိုင်ပါသည်ဣတိဣမေသူဒါနေသုဤဒါနခုနဤဒါနတွေထဲမှာပထမရှိဥစွာဒါနသည်တနုတ္တရိယဒါနတဏှာကိုကြော်တဲ့ဒါနလို့ဆိုသည်ကျတော့ဒါနပြုရင်တော့တွားလိုက်ရလားအဲ့တော့ပဋ္ဌာန်းလေးထည့်ရပါတယ်တံပစ္ဆွေကတိဆင်ញင်ရတယ်တဲ့နှစ်ပိုင်းရှိပါတယ်ကိုယ်ဒါနကိုကိုပြန်သားရတယ်ကာမကုသိုလ်ထဲမှာ good အကောင်းဆုံးကိုဒါနကိုပြန်ဆင်ញင်တဲ့ဝိပဿနာကုသိုလ်မှာအခြေခံကွာသွားတယ်ဒီဘက်ကပြန်သာရဖို့ခိုင်းတာတော်တော်များများခဲတော့ကြားဖို့ပါလိမ့်မယ်နော်အေးမေတော်ကြီးလူရဲ့ဥစ္စာတွေလေးချင်းဟိုမှာမေတော်ကြီးရဲ့ဘွားတော်မျက်စိကပေကလဖြစ်နေဒါလေဥကောသနာလေအဲ့ဒါဒုတိယမြောက်ယဟန်လေအဲ့ဒါကကိုဝင်းစော်လေးဒုံလဘတက်တာလေအဲ့ဒါပြန်အာယုံပြုတ်လေးကျင်းတဲ့လေးဝမ်းသာလေးဝမ်းမြောက်လေးဆိုလို့ကဒကမာကြီးရဲ့အဲ့ဒါလေးဝမ်းမြောက်ပြီးဓာတ်ဆိုစုတည်ကြသွားတယ်စတုမာရတာဝင်ကရောက်သွားဒုက္ခသစ္စာနောက်မှအမိလေးတည်ပြီးညီရကျင်းတဲ့ဖုံမောအမေကလေအိမ်မက်ပေးတယ်အမေကလေတာဝန်သာနတ်ပြည်မှာတော့အေးအဲ့ဒါတေကန်ကြီးမှာအာယုံပြုတ်သွားတာလေတေကန်ကျင်းတတ်သွားတာဒါနဲ့ဘာလေးတက်ပေးလိုက်တာလောင်စာအမိလေးနောက်ကတက်ပေးတယ်အဲ့လောင်စာတဲ့တူပါသွားရတာအဲ့ကောင်တပြေးနဲ့အဲ့မီးကြီးလောင်းပြီးတော့အနာလဲစနက်တန်နဲ့ပေါက်ကောင်ဒိန်းနဲ့လဲပေါ်သွားတော့ခင်ဗျာဘာမှမသိလိုက်တော့ဟုတ်လားဘာလေးတက်ပေးတယ်အောက်ကနေတို့မီးရှူးမီးပန်းတက်ပေးတော့လောင်းထိန်းပေါက်မှန်နေမောင်းလို့စောင့်နော်သူကအဲ့လိုမတက်ပေးပါဘူးနော်သူကအဲ့လိုမတက်ပေးဘူးအဲ့ဒါဘာလဲကောင်းစောဣတိမေတုဒါနေသတိဒါနာတွေထဲမှာပထမရှိဥစွာသောဒါနသည်တဏုတ္တရိယဒါနံတဏှာကိုကြောတဲ့ဒါနလို့ဆိုသည်တဏှာကိုကြောရတယ်ဒုတိယစိတ်တိကာရဒါနလို့ဆိုသည်စိတ်ကိုတန်းစာစင်နာတတိယဟိရုတ္တပဒါနခုနကတော့တတိယကတော့ဟိရိဥတ္တပသရုဒ္ဓဒါနကတော့နိရဝတ္တိနိရဝသေသဒါနအကျွင့်ကျင်မထားတဲ့ဒါနလို့ဆိုသည်လို့တတိယပင်စမဒါနကတော့ဒဂိနေယဒါနမြတ်တဲ့အလူဒါနလို့ဆိုသည်စတ္ထဒါနကတော့သောမနတဥပဝိစာရဒါနဝမ်းမြောက်ခြင်းကိုတန်းစာဆင်တဲ့ဒါနတတ္တမံခုနှစ်ခုမြောက်ဒါနကြတော့ခုနှစ်ခုမြောက်ဒါနကြတဲ့အခါကျတော့ဝရဒါနနာမအမျက်ဆုံးဒါနလို့ဆိုသည်ရှင်းလားဘာဒါနလို့ဆိုလဲအမျက်ဆုံးဒါနလို့ဆိုသည်ဘာဒါနလားဒါဖြင့်အကျိုးကြီးလားမြတ်ဒါနသည်ရှင်းလေးပဲအဲ့ဒီဒါနကိုတမာရီနဲ့လည်းတန်းစာဆင်မယ်ပညာနဲ့လည်းတန်းစာဆင်မယ်ပါဠိတွေလည်းရွတ်ခဲ့ပြီးပါပြီဒါနန္တတဝပဋ္ဌာန်းပါဠိတော်နဲ့လည်းသိခဲ့ပါသည်နော်ဒါကြောင့်မလို့ခုနကတော့ဝင်းနီးတော်နဲ့ပြောရင်ယံအထာယအင်ညံကိုလူလိုက်မဲ့အရာကိုသူများကိုရည်ရလို့မလူပါနဲ့ယံအထာယအင်ညံနော်တက်ကောင်းစောဘာလဲမလို့ပါဘူးလေဗျာနော်
အဲ့ဒီလူမဲ့အရာကိုဓမင်းလူသွားလို့ရှိရင်မလုပ်ကောင်းဘူးတဲ့ဘုန်းကြီးတွေကသီလရှင်နေဆိုရင်မလုပ်ကောင်းဘူးတဲ့နော် so ဒီဥစ္စာဒီ belonging to an order means it is for an order not for a group not for one တယောက်တည်းအတွက်အုပ်စုတည်းမရဘူးဂိုင်းတွေလည်းမရဘူးဒါတန်ခိကဆိုရွှေကျင်ဂိုင်းတွေလုံးဝမရဘူးသူ့ဓမ္မဂိုင်းတွေလွတ်ထွားရလုံးဝမရဘူးမရဘူးခင်ဗျကြိုက်မကြိုက်နေဒါကတန်ခိကပါဆိုရင်ငါတို့တော့ဒါတချို့နေရာတွေရှိသားပဲဒါအမှန်တည်းတော့ဘုံလို့ပေးလိုက်တာတချို့တိုက်ကြီးတွေမှလည်းရှိတယ်ဒါပေမဲ့ဩဇာအာဏာရှိတယ်ဒါကဒိုက်လုံးနဲ့ပတ်သက်တဲ့ရေတွင်းရေကန်တော့ तू ကတရားတော်ဓမ္မဂရိယဖြစ်တယ်စာချရှိတယ်အကျော်မော်တရားဓမ္မများတယ်အဲ့ဒီရေတွင်း तू ပေါင်ခတ်လိုက်တယ်သူတို့ပဲတုံးတယ်မှန်လေးမှတွေ့ရတယ်အများကြီးပဲဩဘုန်းတော်ကြီးတွေကွာ it is not for group လေ not for one လေဒါစပါတယ်လေ so it is for an order တန်ခါတွေ့တယ်ဘာဒါတန်ခါသာနာကနသာနာဧကဘေကုဏီယယံအထာယဒိဋ္ဌံတံတပည့်တွင်ဉ္စေတာပေတိပယောဂေဒုက္ကတံဘေကုဏီပါစိတ်မှာပါပါတယ်ဟုတ်ပြီနော်ကိုယ်ကပါတယ်လေမလုပ်ရဘူးတဲ့ဗျာ should get something in exchange သူများမပြောင်းပေးရအောင်အဲ့လိုပြောင်းပေးလို့ in exchange လုပ်ပေးလို့မရဘူးဥက္ကောသနာဆိုဥက္ကောသနာအတွက်ဒီနေ့လှူလိုက်တာပါဆိုအဲ့ဒါကိုကုန်နိုင်ကကြည်ညိုပြီးရွှေလင်းအောင်ဆရာမရဘူးလှုပ်ချင်တော့လှုပ်သွားတယ်ဘုန်းကြီးလည်းမယူကောင်းယူရင်ဘာဖြစ်မလဲတဲ့ပယောဂေဒုက္ကတံအဲ့ဒီပစ္စည်းကိုသုံးတိုင်းဒုက္ခအပါတက်နေတဲ့ဘာလို့ပြရမလဲနေသက်ကြီးစွန့်ပလိုက်ရမယ်လုံးဝမထိရဘူးဒါဥခေမအတွက်ဟိုတော့ကမသိဘူးဘုန်းကြီးနဲ့ခင်တဲ့အမတယောက်ကဒေါ်လာ200လှူသွားတယ်နောက်တစ်ခုကကိုထုတ်မိမြန်မာငွေတွေဟိုအိန္ဒိယသွားနေဆိုကိုကလည်းကိုခင်နေတဲ့ကိုတက္ကမဆိုတော့အော်ငါတော့ဒေါ်လာတင်တယ်ကိုတွက်လိုက်တာလေငါတော့ဒေါ်လာတင်တယ်ပတ်စံဟိုနေ့ကတော့ဟိုတောင်းကနန်းတွေကတော့ဥကောတန်လာဟိုဥခေမတက်တင်ပေးလိုက်တယ်ဟိုချက်ချင်းဖုံးလာတယ်ဟိုကောတော့တဲ့အဲ့ဒါအကုန်လုံးဟာဥခေမအတွက်ဟိုအိန္ဒိယမှာလည်းသုံးအောင်ဟိုဥစားကပစောဝယ်အမလီဖယားကိုအကုန်သိမ်းပြီးသွားပြီဟာပတ်စံဘာလို့မှမသိတော့ဘူးဘလောက်လဲမေးတော့မှဘလောက်ဖြစ်တဲ့ရန်ပြီးဒေါ်လာကတော့200တဲ့ပတ်စံရန်ဗမာငွေကထုတ်ခဲ့တာကဲဥခေမကြီးတပည့်တော့မသိဘူးကိုကလည်းဆရာစားပေါ့ဗျာဆရာစားဖြတ်တုတ်တာမဟုတ်ပါဘူးဒါအော်သူကဒေါ်လာ200ကိုယူလိုက်တယ်ပတ်စံဟိုချက်ချင်းဖုံးလာတယ်ငါအကြောင်းမသိလို့ပါမလို့နော်တို့ရတယ်ကျောင်းနိုင်ဘုန်းကြီးလှုပ်တတ်တယ်အဲ့ဒါမလှုပ်တတ်တယ်ကျောင်းနိုင်ဘုန်းကြီးလှုပ်တတ်တယ်နော်အဲ့ဒါများသွားမယ်ကျဲမယ်ကျောင်းနိုင်ဘုန်းကြီးဖြစ်လာအဲ့လိုပဲစွန်းစားလိုက်သွားတယ်အဲ့ဘယ်လောက်ရလဲ900ယူပေး400ခိုင်းအဲ့ဒါဖုန်းကျောင်းနိုင်ဘုန်းကြီးအဲ့ဒါမှကျောင်းနိုင်ဘုန်းကြီးပြီးသားတာဒီငယ်ဒီခန်းနေတွေရတယ်အဲ့လိုလောက်မှသူတို့လည်းကြောက်တာဗျာအခုကျတော့မဲမဦးစင်းထင်းစွန်းစားသွားလိုက်တယ်1000ရလာကိုငါတို့ဆရာသမားပေါ်နေတာအဲ့မင်းဘယ်လောက်ရလဲမပေးဘူးလာမမေးဘူးထည့်ပလိုက်ဩဒီကောင်နေမင်းတို့ဒိမင်ကျောင်းတော့ဘယ်လိုဒိမင်ကျောင်းတော့အကုန်ပေးရတာကိုတခါတည်းမှ2000ဟိုရှေ့မှာဂန္ဓာအောင်ကျောင်းနဲ့ရှိတယ်ဥယျာဉ်လို့ရလားဆိုမရဘူးတဲ့အဲ့ဒါနဲ့ဆရာတော့ရှောက်တယ်နောက်တစ်ခါတပည့်တော်ကျောင်းတပည့်တော်ပင့်လို့ရှိရင်ပင့်တဲ့ကိုတော်ကိုပင့်တာပေးလိုက်ပါလို့ပြောတယ်မရဘူးကိုစာသနာလေးဆိုကဲဦးရှင်မစာသနာ1000ရတာဘုန်းကြီးတို့စွန့်စား1000လောက်ပေးလိုက်မင်းဘယ်လောက်ရလဲကျောင်းသိမ်းတာနော်ညတော့ရွှေရင်ကျောင်းနဲ့တည်းကျောင်းသိမ်းတာများတယ်ဟုတ်လားအကောင်ပြတာရိုးသားပြောတာဆိုကျောင်းသိမ်းတာပေါ့ဆိုကျောင်းဘုံသိမ်းတာများတယ်ဆိုတန်ဃာတွေကိုနောက်မှပေးတာဟိုဘုံသိမ်းတာများတယ်အဲ့ဒါတို့ကဒါကြောင့်ငါရွှေရင်နဲ့မနေဘူးဘုံသိမ်းလုံးတော့မနေဘူးနေဘူးဘာကြီးကသာသနာပိုင်လေဆရာတော်ကြီးဦးဝိမလရွှေနာတော့ရသာသနာပိုင်ပဲစကိုင်းအော်နေကညောင်တုံးရွှေနာဘာဖြစ်လို့မနေလဲအစားဆင်းရလို့အဖေကပြောတယ်အဖေကအဲ့ဒီမှာငငယ်ကပြောတယ်ကစုံရက်တွေကိုဓာတ်နဲ့ပြလိုက်တဲ့ခါမှာအဲ့ဒီမှာပူးကောင်လေးပါတယ်မဖယ်အားဘူးဒီတင်းစားရာသက်ပံမနေဘူးပြောအစာမတက်ချင်တဲ့နေတော့လို့ပြောနော်အဲ့ဒါကြောင့်မလို့ဒါနပြုတာခင်ဗျားတို့သူများလိုက်လေနဲ့လိုက်မရင်းနဲ့နော်အဲ့တော့ဟုတ်တယ်လေတန်ဃာတော်ရှင်သမီးတွေကိုဒါလှူဒတန်တတ်အောင်ဘုန်းကြီးများဟောခဲ့ပြီးပါပြီနောက်တစ်ဝက်လည်းရှိသေးတာဖြစ်အမျက်ဆုံးဒါနအကျိုးကြီးလားမြတ်ဒါနအဲ့တော့ဒါနပြုတဲ့အခါမှာစိတ်တလင်္ကာရစိတ်တပါတယ်လေစိတ်ကလေးကိုတန်းတာရှင်းပြီးတော့လှူနိုင်ကြပါစေတန်းနိုင်ကြပါစေဓမ္မစရိဆရာတော်ကျောင်းအောင်ပြောတာနော်ဒါကြောင့်မလို့တပည့်ကံဆိုတော်ဘုရားကြီးရဲ့7နှစ်မြောက်ဂုံရင်မန်းစာပူဇော်ပွဲမှာအကျိုးကြီးလားမြတ်ဒါနကထာဣရိနိဋ္ဌိကမ္မအဆုံးသတ်ပါပြီနော်ဒါကြောင့်မလို့ဒါနမပ္ပလတုတ်ကိုမိခိုအားထားသောအပြင်တာပိခမဖြစ်ပါနဲ့ငဲကွက်ပြီးမလိုပါနဲ့ပရိပတ်ဒစိတ်ဓာတ်အကျိုးကိုမျှော်ဖို့မလိုပါနဲ့တန်ဏိခြံထားပြီးမလိုပါနဲ့အကုန်လုံးလှူပြက်နော်ခြံထားပြီးမလိုပါနဲ့ဟုတ်ပြီနော်ခြံထားပြီးမလိုပါနဲ့နောက်ပြီးတော့နောက်နာကမှာဣမံဣဒါနသည်ပစ္စတမလွန်ဘဝမှာပရိပုံသိတာမြင်ငါတွေ့လို့အဲ့လိုမလုပ်ပါနဲ့တဲ့စိတ်ဓာတ်လင်္ကာရစိတ်ဓာတ်ပရိခါရတမာရီတွေဝိပဿနာဉာဏ်တွေဖြစ်ဖို့အတွက်လုံနိုင်ကြပါစေလို့တိုက်တွန်းရတရားသိမယ်နော်အရှိရန်တဏှာခြေကတော့တဏှာတဏှာကိုတုံးမြတ်တဏှာကိုသိအောင်တတ်တောင်းတွင်လည်းမြင့်မှုမြင့်နှံ့တဲ့သလိုကုန်းရှိရဆိုခဲ့မည်မြင့်မှုကိုပုံပြု၍ကုသိုလ်ကိုမြောက်အောင်ဆိုကောင်းမှုကိုမြောက်အောင်ကြံ
တတ္တဝါကောင်းမကောင်းကြောင့်ကံကသာစီမံတော်သည်ကံသာနမိကံသာနံပါဆိုတာကတော့လောကစကားဉာဏ်သာလင်မိဉာဏ်သာလင်ပါဆိုတာကတော့ဂေါတမဘုရားရှင်ရဲ့တရားဟောပြလို့ထားခဲ့တာကဟန္တာဏိဘိက္ခုယမံတရားမိတ်ဝောဝယဓမ္မသင်္ခါရအပမရိဏသမ္မာရိထာဘိက္ခု7ပါးနဲ့တဲ့ချက်သားမြတ်တို့ဟန္တာတ္တော80ဝါ45မယမနာပဲတရားရည်မြိတ်စည်းကိုတိုက်ကြွတော်မူခဲ့ရသဖြင့်ခန္ဓာတော်ရည်နွမ်း၍ငါကိုယ်တော်ရှင်မြတ်တကယ်ပင်မခဲ့ရသည်ပြီဒါနိယခုကာလ၌ဝါကုသိဏယုံပင်မျိုးစုံသည်ယုံသာမောအင်ញင်တော်ဝဲမြောက်တော်အုတ်ခေါင်းပြူကထီပေါင်းချင်ရန်နန္ဒီဘန်သောဝန်ဆံမီဆဲဆဲချိန်ငါရဲ၌ဝေါ်ရင်တို့ယရဏသာတလျာဟုကရုဏာတတသင်္ချတာတို့အားအမန္တရားမိတတိတရားသိမမရအောင်ထင်ထင်ရှားရှားကြီးမိန်ကြတော်မူခဲ့ပါသင်္ခါရအစင်သာဝရဘင်မကြပြန်တော့ခင်မင်းစရာတစ်စက်ကမှမရှိတဲ့ဒီဓမ္မယုံပိသင်္ခါရတရားတို့သည်ဝေယဓမ္မပျက်စီးခြင်းသဘောရှိကြပါ၏ကုန်၏ဝေယဓမ္မလက္ခဏာနဲ့ဖြစ်ကလည်းမစဲဖြစ်ကလည်းမစဲနိုင်တာမို့ထိတ်เสียဓမ္မယဝိဇ္ဇာကစတာကြောင့်ယုတ်ဤတို့ဤစိတ်သာချရပြီတော့အနိစ္စဝတ္တတို့ဘာတကားဒုက္ခဝတ္တတို့ဘာတကားအနတ္တဝတ္တတို့ဘာတကားအပမရိဏမမေ့မလျောမပေါ့မဆံမြင်းမြင်းတဲ့တတိတရားဖြင့်သမ္မာရိတာပြည့်စုံကြပါကုန်လောသမ္မာရိတာမြင်ရမှလည်းမမေ့နဲ့ရှားရမှလည်းမမေ့နဲ့စားရမှလည်းမမေ့နဲ့သွားရမှလည်းမမေ့နဲ့နိုင်ရမှလည်းမမေ့နဲ့ထိရတွေ့ရသိရတို့မှလည်းမမေ့လိုက်ကြပါနဲ့မေ့တဲ့ဝါဒနာတွေကိုတနည်းမကြမ်းမကြာတတိတွင်ကြပြီကုန်တော့ဟောဒီကနေ့ကျေးဇူးတော်ရှင်သဗ္ဗေကံဆရာတော်ဘုရားကြီးရဲ့17နှစ်မြောက်ဂုံကြီးမန်းစာမြတ်ဒါနတွေပြုတဲ့ဒီပွဲမှာတရားသဖြင့်ဆင်ရင်ကျင်းပါရသောတရားတော်နာကြွရောက်လာကြကုန်သောတရားနာပိဿပေါင်းသူတော်ကောင်းတို့သည်အပမာရာခောသူတော်ကောင်းတရားကိုလက်ကင်ထားနိုင်ကြပါစေကုန်တော်တည်း